Hello ခန်း30ရိုးပြက်လဲခွင်းသည့်နနက်ခင်းတွင်နှင်းများဖြင့်ဆိုရွှန်းနေဂျိုနှင့်ကျွန်တော်တို့သည်တောဆက်တွင်ရရင်စစ်ကရတောက်ကရဲဘော်200ကျော်ကလဲကန်သင်းများဖြိုချနေသည်ကိုကြည့်နေကြ၏ကျွန်တော်တို့အနေနဲ့ဆရာဝန်ဝိုက်ကညှက်ဖျားမိ၍လူမန်းသူမန်းမသိအောင်ဖြစ်နေသောကောရခါရဲဘော်2ယောက်အနေနဲ့စောင့်ကြောင်လေးထိုင်နေသည်ဝန်တန်းတက်မှတာဝန်ခံတယောက်ကလေရင်ပြေးလန်းကြောင်းလုံးမိလဲကွင်းဆွန်ရှိတစ်ပင်လေးပင်ကိုဒိုင်းနမိုက်ဖြင့်ဖြိုလန်းရန်အသင့်ရှိနေပြီဖြစ်ကြောင်းလာရောက်တည်င်းပို့သည်ကျွန်တော်ကဆက်လို့အမိတ်ပေးလိုက်သည်လေရင်ပြန်ရောက်လာရန်လည်းနီးနေပြီတစ်ပင်လေးပင်နဲ့သုံးပင်မှာခါးလည်မှာပြတ်ထွက်၍အပေါ်သို့မြောက်တက်သွားကြသည်အင်ဂျင်နီယာများလည်းစတုထတစ်ပင်တွင်ရှမ်းပြည်လူများထပ်၍ချီနှောင်နေကြ၏အလက်တစ်အမျိုးအစားအပေါ်စားလေရင်ကလေးများကျွန်တော်တို့ခေါင်းပေါ်သို့ပြန်ဝဲရောက်ရှိလာကြ၏လေတက်ဘိုကလေးချက်စ်တီကအနည်းရောက်မိချီဖြစ်ပေါ၍လေရင်မောင်းသူများရခုချက်ချင်းဆင်း၍မလာရင်အချက်ပြလိုက်။သို့တော့လေရင်များသည်လေရောက်ဘက်မှပြန်ဝဲကလေရင်ပြေးလန်းချောင်းတက်ပေါ်တွင်နှိမ့်ကလေးဝဲနေကြသည်။ပေတရာခန့်မြင့်သောတစ်ပင်အုံများသည်လေအောက်ဘက်ရကွင်းဆက်နှင့်ထိနေသောနေရာတွင်ရှိနေကြ၏။လေရင်များသည်ဆက်ကိုအရှိန်လျှော့ကပြန်ဝဲနေစဉ်လေရင်အုပ်စုခေါင်းဆောင်လာသောလေရင်သည်တစ်ပင်အဖျားနှင့်ဝင်တမိပြီးအောက်သို့ကျလာသည်။နောက်တို့ကလေရင်ပြတ်ကြတော်မူထင်နေစဉ်လေရင်သည်တစ်ဖက်စုံမှမဖြိုလဲရသေးသောတစ်ပင်ထိပ်ဖြာမှလွတ်ယုံကလေးပြန်တက်သွားသည်ပြီးမှလေရင်ပြေးလန်းချောင်းပေါ်သို့ထိုးဆင်းလာသည်ဒုတိယအဆင့်လည်းခဏကြာလျှင်ဆင်းသက်လာနိုင်လေရင်ထဲမှထွက်လာသောလေရင်မှုနှုတ်မှာစစ်ကရက်များခဲလျက်ရှိကြ၏9မိနစ်အကြာတွင်ဘိုးချုပ်ဝင်ခိန်နေအောင်လှည့်ပြောင်းယူရမည်ကျွန်တော်တို့၏ဘိုးချုပ်အသက်ဖြစ်သူကြိုသည်အိန္ဒိယပြည်ရှိချင်းတစ်စစ်ဌာနချုပ်သို့ထွက်ခွာသွားလေသည်ကျွန်တော်ဒီအမှတ်110တက်မဟာ၏တက်မှုဖြင့်ယခုချိန်မှာစာရီတိတိကျကျဆောင်ရွက်ရပြီတော့မည်တာဝန်သည်ကြီးလေထွေပြားလာခြင်းတကားဖုန်းနှိမ်ညာရင်ကျွန်တော်လက်မောင်းပေါ်မှာတရက်ဖူအမှတ်တစိမ့်များဖြုတ်ပြလိုက်သည်ဤအမှတ်တစိမ့်များမှာဘုံမှုအဆင့်ရှိသူတို့အတွက်တင့်မြတ်လျော်ကန်လာပါ၏သို့တော့ကျွန်တော်မှာတက်မှာတည်းတက်မှုဖြစ်နေလေသောကြောင့်ဘုံမှုအမှတ်သားပါသည့်တစိမ့်များတက်ဆင်ထားရင်ခတ်နေပြန်သည်တို့ဖြင့်အစစ်မဲ့သောစစ်ဗိုလ်တယောက်တက်မှုတယောက်ဖြစ်နေချေတော်၏ကျွန်တော်ဒီတွေးရကြံရလောက်ရကာယ၌ကျွန်တော်ကိုကျွန်တော်တက်မှုတရားဟူသာသဘောထား၍တွေးသည်ကြံသည်လောက်သည်ကိုင်းသည်ကျွန်တော်စုံဘတော်မှထဲ့သွင်းမစင်စားလက်မှတ်ထိုးရ၌လည်းကျွန်တော်ဒီတက်မှုဟွေသာလက်မှတ်ထိုးသည်တိုက်ပွဲစဉ်ပြီးသည်ကျွန်တော်ဒီတက်မှုအနေနဲ့သာကျင့်ကြံနေတိုင်းလောက်ကိုင်းခဲ့လေသည်ကျွန်တော်တို့ဒီထမရမြောက်ဖက်သို့ခြေတက်လာပြီနော်အတန်ကြာသောအခါအနောက်ဆူဆူသောခရီးဆက်ခဲ့ကြ၏နေမှာတဖြည်းဖြည်းမြင့်တန်လျက်ရှိသည်ထောင်ပူစာကလေးနှလုံးကျွန်တော်တို့တက်များဖြတ်တန်းချီတက်နေစဉ်ထောင်ချဲရှိလဲခွင်းများ၌နွားချေချနေသောမြမအမျိုးသားလဲသမားချို့တွေ့ရ၏ကျွန်တော်တို့ချီတက်လာသောဖနက်တန်ကြောင့်သူတို့သည်တောင်းမှနေ၍ကျွန်တော်တို့ဘက်သို့လှည့်ချကြ၏ထမတွင်ကြောက်လန့်သွားသည့်အတွင်တွေ့ရတော့လေခဏကြာနေအံ့ဩသွားသည့်အမူအရာသူတို့မျက်နှာပေါ်တွင်ပေါ်လွင်လာသည်လုံးဝချောလေးတယောက်ကကျွန်တော်ပြုံးပြပြီးလက်ကလေးဝှေ့ရမ်း၍နှုတ်ဆက်သည်သို့သည်အလွန်အနာကျဲသောကောက်ရိုးခမောက်တစ်ချက်ကိုဆောင်လာသည်ကောက်ရိုးမြောက်မြက်ဝါဖြင့်တိတိတတ်တတ်ချုပ်လုပ်ထားမှချီ၍ကောင်းလာသည်ထို့လုံးပါသည်ထိုခမောက်ကျွန်တော်ကအသက်ပြအနှဲငယ်ဖြင့်ရှောင်းကောင်းရှောင်းပြီးလေထီပိတ်စာလေးတစ်ခုဖြင့်လဲကောင်းလဲမြူတွင်ထို့လုံးမရှိရာလဲခွင်းထဲသို့ကျွန်တော်ဆင်းလာခဲ့သည်အမေရိကန်ရှေ့တပ်ဗိုလ်မှူးချုပ်ကြီးမတ်အာသာရွှေဖြစ်ပြုလုပ်ထားသည့်အနာပတ်ပါသောအုတ်ထုပ်ဆောင်သည်ဗြိတိရှကြီးတပ်ဗိုလ်ချုပ်ကြီးမောင်ကိုမာရီကအမှတ်တစိတ်တည်းအများကြီးတက်ထားသောဘယ်ရီကတ်ကိုဆောင်သည်ကျွန်တော်ကထိုစစ်ဗိုလ်ကြီးများတဲ့ထူချောင်းလဲသူလုံမထံမှခမောက်ဆောင်ပြလိုက်မှုစိတ်ကိုရင်တောင်ပူစာကလေးထံမှလဲကွင်းရှာသို့ဆင်းလာခဲ့ခြင်းဖြစ်သည်အတော့သည်လဲသူလုံမပြူတံမှခမောက်လက်ထီးပိတ်စာလေးစားဖြင့်လဲယူလာပြီးနောက်တောင်ပူစာပေါ်သို့ပြန်တက်ခဲ့ရင်လုံမပြူကလက်ကိုဝှေ့ရမ်း၍ပြလာ၏လုံမပြူကရှက်သွေးလေးရှမ်းသောမျက်နှာလေးဖြင့်ကျွန်တော်ပြန်၍လက်ရန်ပြသည်တွားအောင်မယ်နှမရေသွားပြီတော့မောင်ကြီးရေနှုတ်ဆက်နေတကယ်တော့လေကျွန်တော်ဒီရှေ့သို့ဆက်လက်ချီတက်နေရတော့လေကျွန်တော်ကလှပဆန်းကျဲတဲ့ခမောက်ပေးလိုက်သည်လုံမပြူအမြဲလိုတတိယနေလေသည်နောက်တို့ဒီကံပတ်တောင်တောင်လှမ်း၍တက်နေရပြီကံပတ်တောင်တိုင်းဟိုမှာဘက်တွင်ကျွန်တော်တို့စစ်ရေးဝင်ရမည့်ရန်သူများရှိနေလေသည်ကံဖတ်တောင်တောင်တက်ပြီးနောက်တစ်ဖက်သို့ဆင်းလာရင်16မိုင်ကျဲ၍မိုင်40ခန့်ရှိလာသောမြစ်ဝမ်းကြီးကိုတွေ့ရ၏မြစ်ဝမ်းကြီးတစ်ခုလုံးမှာဟိုရစုဒီစုရှိနေသောရွာလေးတရာစင်ကန်နှင့်ထိုရွာကလေးများပုံရင်းချင်းရှိလက်ကွက်အချို့မှာပါတောအတိဖုံလျက်ရှိသည်မြစ်ဝမ်းကြီးအစုံသောမတ်ဆောက်သောဈေးဖြူတောင်တန်းကြီးကအနားပတ်ထားသည်ဟ
မော်တော်ကားလမ်းတလမ်းသည်မြဝန်းကြီးအလဲတက်တဲ့တွင်တောင်မှမြောက်သို့ပြေးနေပြီးကျောင်းကလေးရွာသို့ရောက်နိုင်ထိုမော်တော်ကားလမ်းသည်အနောက်ဘက်သို့လှည့်သွားကဈေးဖြူတောင်တန်းကိုတောင်ပေါက်လမ်းဖြင့်ကျော်၍ချင်းတွင်မြင့်ရှိရာသို့ရှေ့ရှုနေသည်နောက်တို့သည်ကံပတ်တောင်တန်းနှင့်ဈေးဖြူတောင်တန်းကြားရှိရန်သူများကျွန်တော်နေဖြင့်တိုက်ထုတ်ကြပြီးတော့မည်ဤဒေသချင်းတွင်ဖြတ်ကျော်လျက်အင်ဖာနှင့်ကိုဤမှတို့ရိတ်ခါခန်းများပို့ရန်ရိတ်ခါထောက်စခန်းဖြင့်ဂျပန်တို့ကအုံချနေခြင်းကိုကျွန်တော်တို့ကရှက်တန်သွားတိုက်ခိုက်ဖျက်ဆီးရပြီးတော့မည်သုံးရက်မြခီးပြင်းနှင်လိုက်သောအခါကျွန်တော်တို့သည်ကံပတ်တောင်ချင်းနှင့်မြဝိုင်းအဆက်သို့ရောက်လာကြ၏ရန်သူနှင့်တွေ့ရတော့မည်ဟူသောအသည့်ကြောင့်တတ်သားလိုက်မဲ့လက်ရနေသည်စစ်ကြောင်းတစ်ကြောင်းကတနေရာတွင်ချုံခိုတိုက်ခိုက်နေစဉ်ဒုတိယနှင့်တတိယစစ်ကြောင်းကရှက်နိုင်ရိတ်ခါကောင်းတွေကစတုထနှင့်ပစ္စမစစ်ကြောင်းများရန်သူကတခြားတနေရာမှာချုံခိုတိုက်ခိုက်နေသောကျွန်တော်တို့လက်တွေ့ကျင့်သုံးရတော့မည်ဖြစ်သောကျွန်တော်သည်ကျွန်တော်တို့ဌာနချုပ်ကိုစစ်ကြောင်းအားလုံးနဲ့လက်လန်းမိနိုင်မိနေရတွင်အမြဲရောက်ရှိနေရမည်ဟုတွက်မိသည်စစ်ကြောင်းအားလုံးလိုလိုပင်ရိတ်ခါများပြတ်လည်နေသည်သို့သောညောင်ကန်တွင်ရန်သူများရှိနေသည်ဟူသောလေကြောင်းကင်းထောက်အဖွဲ့မှပေးပို့လိုက်သောသတင်းကြောင့်အမှတ်30စစ်ကြောင်းအားကျန်စစ်ကြောင်းများရိတ်ခါကောင်းနေစဉ်ရန်သူကလာ၍အနောက်ရှမ်းမပေးနိုင်ညောင်ကန်တို့ချီတက်တိုက်ခိုက်ရန်ဆဲလွန်လိုက်သည်တပ်ကိုရုတ်တရက်ဆုပ်၍မရနိုင်တက်တက်မဲမဲတိုက်ပွဲမျိုးမတိုက်ရန်လည်းညွှန်ကြားလိုက်အိန္ဒိယရှိဌာနချုပ်ကတုံညတိုင်တိုင်ဆက်၍လေရင်ဖြင့်ရိတ်ခါနှင့်ခဲရင်များလာရောက်ချပေသည်တစ်ပင်များနှင့်ချိတ်မိနေသောလေထီများမှာမှိုင်ပေါင်းများစွာမှမြင်နိုင်လောက်ဖွေ့ဖွေ့လှုပ်နေတော့၏ရန်သူနှင့်တွေ့နေပြီအမှတ်30စစ်ကြောင်းမှတရင်ရသည်သို့သောသွေးတိုးဆန်းသည့်တိုက်ပွဲသားဖြစ်၏လမ်းပေါ်မှဖြောက်ရည်သွားသောရန်သူမော်တော်ယာဉ်များချုံခိုတိုက်ခိုက်နေခြင်းဖြစ်သည်လဝင်သွားသည့်ချိန်တွင်ရန်သူကတံပြန်တိုက်စစ်ဆင်လာသည့်တရင်ရသည်အမှတ်30စစ်ကြောင်းမှတယောက်ကြာဆုံးတယောက်ဒဏ်ရာရနှစ်ယောက်ပျောက်ဆုံးနေသည်ဟုသိရ၏မကြာမီအမှတ်30စစ်ကြောင်းသည်ကျွန်တော်တို့ရှိရာသို့ပြန်ဆုတ်လာပြီးတရင်ရောက်လာသည်ဒဏ်ရာရသူအတွက်တနေရာရာတွင်ကျွန်တော်အပေါ့စားလေရင်ပြေးလန်းကြောင်းဖောက်၍ပေးပြီးထိုရဲဘော်ကအိန္ဒိယသို့ပို့ပေးရမည်ဖြစ်၏လေရင်ပြေးလန်းကြောင်းဖောက်ရန်အခါမသင့်သေးသည့်အချိန်တွင်ထိုရဲဘော်မြင်းပေါ်တွင်တင်၍ခေါ်ခဲ့ရမည်ဖြစ်၏အမှတ်30စစ်ကြောင်းပြောင်းလာပြီးနောက်တော်မီဦးစီးသောအမှတ်40စစ်ကြောင်းကသူ၏ပွဲဥထွက်ချုံခိုတိုက်ခိုက်ဆင်နွှဲရန်ချီတက်သွားသည်တော်မီစစ်ကြောင်းသည်မော်တော်ကားလမ်းအောင်ဖြတ်ကျော်ခြင်းမပြုနိုင်ပြီးရန်သူတက်တက်နဲ့မမျော်လင့်မဲ့ဝင်တိုးမိတော့၏ခဝဲဝဲစီမှာအတွဲလိုက်ပေါ်ထွက်လာသောစစ်တပ်နတ်တံများနှင့်လက်ပစ်ပုံထုတံများတိတ်ဆိတ်ငြိမ်သက်နေသောတကောင်ရုံပွက်ပွက်ညံ၍နေစေသည်စစ်ကြောင်းဘက်မှ၄ယောက်ကြာဆုံးက၄ယောက်ထိခိုက်ဒဏ်ရာရတော့လေစစ်ကြောင်းသည်ရန်သူဓာစေဝခံတုတ်တင်နိုင်အောင်ကလမ်းမှစီးကြိုတိုက်ခိုက်နေသောရန်သူကိုဖောက်ထွင်းပြီးနောက်ဆက်လက်ချီတက်နိုင်ခဲ့၏ကြားရသောသတင်းကတင်လာသည်ညနေတကောင်လောက်တွင်တယောက်နောက်မှတယောက်စီတန်း၍ချီတက်ရသောနေရာမျိုး၌ကြို၍ဆောင်းနေသောရန်သူဖောက်ထွက်ကလိုရာခီးကိုဆက်လက်ချီတက်နိုင်သောချင်းတက်စစ်ကြောင်းတစ်ကြောင်းမှခေလာသည်တော့မဟုတ်ညပိတ်ပိတ်ပဲအောင်မှောင်နေသည်တောကလည်းထူလာသည်နေမီနေထားလည်းကျဲမြောင်းလာမှုကြောင့်လူနဲ့လာများတယောက်နောက်မှတယောက်စီတန်းလျက်ချီတက်ကြရာစစ်ကြောင်းမှာရှေ့ဆုံးမှနောက်ဆုံးထိနှစ်ဖာလုံးကန်ရှင်နေသည်ဤမြရှိလျားနေသောစစ်ကြောင်းတို့ကြောင့်လက်ဆင့်ကမ်း၍အမိတ်ပေးနေရသည်ပင်ခန့်နေဒီရက်ထဲတွင်ရန်သူဘက်မှပြစ်ခတ်လိုက်သောကြည်စံထိပ်မှုများတဝေဝေအော်မီ၍ပြေးလာနေသောအခါစစ်ကြောင်းတစ်ကြောင်းလုံးထိန်ရန်ပို့၍ခါလာပြန်သည်လားများလားထိန်ရဲဘော်များဘေးလွတ်ရာသို့ဆွဲငင်တဲ့စစ်ဖက်နှက်နှင့်အောက်မှကြောက်ခဲများပုတ်တိုက်တဲ့တနက်တန်လက်ပစ်ဖုံတဲ့လဲကျတဲ့ညီညွတ်တဲ့တို့မှာတပ်ဆိုင်ရာတပ်ဖွဲ့တပ်မှုများရှေ့သို့ဆက်၍မိကဲ့သို့လောက်ရမျိုးမစင်စားနိုင်အောင်တွဲဝေသွားစေနိုင်ဤကဲ့သို့သောအခြေအနေတွင်အမှတ်40စစ်ကြောင်းကရန်သူဓာစေဝခံကိုတုတ်တင်ပြီးဆက်လက်ခရီးနေနိုင်သည့်ဆိုခြင်းမှာချီကျူးစရာဝင်ဖြစ်တော့၏ကျွန်တော်တို့တပ်မဟာဌာနချုပ်နှင့်အမှတ်30စစ်ကြောင်းသည်နောက်တရက်နက်နက်တွင်ဆက်လက်ချီတက်လာခဲ့ရာညနေ4နာရီချိန်၌မန်းယူချောင်းသို့ချီကပ်မိသည်ချောင်းမှာမကျဲလာတော့လဲချောင်းတစ်ဖက်တစ်ချက်တွင်ကျဲပြန့်နေသောလယ်ကွင်းများရှိနေကျွန်တော်တို့စစ်ကြောင်းမှာ3ပုံတပုံကန်ကချောင်းကိုဖြတ်ကူးနေစဉ်ဒုတိယ3ပုံတပုံကန်မှာကျဲပြန့်သောလယ်ကွင်းထဲသို့ရောက်နေပြီးကျန်စစ်ကြောင်းမှာတောင်ဘက်ရှိတောထဲတွင်ရှိနေသေးသည်ရက်ချိန်တွင်ရန်သူလေရင်တံမြောက်ရုတ်တရက်ကြားလာရ၏လေရင်12ဆင်းသည့်များစွာအမြင်လာသောနေရာမှာကျွန်တော်တို့ဖြတ်ကျော်၍ပြန်တန်းသွားကြ၏မော်တော်ကားလမ်းကိုလေကြောင်းမှကင်းထောက်နေခြင်းပဲသည်ကျွန်တော်တို့စစ်ကြောင်းကရန်သူကလေကြောင်းမှပဲကင်းထောက်နေသည်ကိုကျွန်တော်တို့ကဝမ်းသာမိဂုဏ်ယူမိသည်လူများနှင့်လာများသည်လေရင်တန်လာရသောခေါင်းမင်လှည့်ရမကြည့်ပဲမိမိတို့ရောက်သည့်နေရာတွင်ကြောက်ရွံ့ကြီးများလို့ရပ်နေကြ၏အကယ်၍ရန်သူလေရင်များသာချောင်းကူးနေသူများနှင့်လက်ခွက်ထဲသို့ရှောင်းနေသူများကို
ဘုံဖြစ်ကျဲဆက်တနက်ဖြစ်ပြည့်၍တိုက်ခိုက်ပါမှုကျွန်တော်တို့ဘက်မှာအတော်ပင်အထိနာသွားနိုင်စရာရှိသည်။သို့တော့ရန်သူလေရင်များသည်တစ်ချက်မျှပင်ဖြစ်ခတ်တိုက်ခိုက်ခြင်းမပြုဘဲမြောက်ဘက်ကောင်းကင်ထဲသို့ဝင်ရောက်ပြောက်ကွယ်သွားကြ၏။နှုတ်တို့သည်မန်းယူချောင်းကောင်းမွန်စွာဖြတ်ကျော်လာနိုင်ခဲ့ပြီးနောက်မော်တော်ကားလုံးဖြတ်ကျော်ရမည့်နေရာသို့ရောက်လာသည်။ထိုနေရာသို့မရောက်မီလမ်းနှင့်နှစ်ဖက်လုံးကန်ကွာသောနေရာ၌ကျွန်တော်တို့အဆင့်တစိုက်လိုက်လာခဲ့သောတောင်ပေါ်လမ်းကျဉ်လေသည်ဝဲဘက်သို့တထောင်စစ်ချိုရုတ်တရက်ခွေသွားသည်ကိုတွေ့ရပြီးမော်တော်ကားလမ်းရှိရာသို့ဖြောင်းဖြောင်း၍ရှေ့ရှုနေသည်ကိုတတိထားမိကျွန်တော်သည်ဂေါရခါတက်ခွဲတစ်ခွဲနောက်မှတက်မှုတချို့နဲ့အတူ450ဂိုက်ခန့်ခွာ၍လိုက်လာခဲ့ပြီးတထောင်စစ်ချိုသို့ရောက်လာသည်နှင့်တပြိုင်နက်တောင်ကဘာပေါ်သို့မော်၍ကြည်လိုက်မိသည်ကျွန်တော်ကောင်းပေါ်တက်တဲ့ပေတရာခန့်မြင့်သောကဘာပေါ်တွင်ကျွန်တော်တို့ကငေး၍ကြည့်နေသောစစ်သားလေးယောက်အံ့ဩစွာတွေ့ရ၏ထိုစစ်သားလေးယောက်ရာဘက်ယွန်းယွန်းရှိတောင်ဆောင်ပေါ်တွင်လည်းတဲချိုတစ်ပင်များကြားမှမြင်ရသည်ဟုကျွန်တော်ထင်သည်မှန်းတော့မီဆက်ဆက်ကျွန်တော်ခြေတစ်ဖက်သည်အလိုလိုရှက်တန်သွား၏အိန္ဒိယတွိုက်တွင်တဲများတွေ့ရကြောင်းနဲ့ဤလမ်းမှချီတက်သွားသောအမှတ်40စစ်ကြောင်းမှတက်မှုတော်မီကကျွန်တော်ထံသတင်းပို့ထားပြီးဖြစ်ဤတဲများတွင်ရှိနေသူများမှဂျပန်စစ်သားများသာဖြစ်ရမည်သို့သောယခုတွေ့နေရသောတဲများသည်မြောက်ဘက်မှိုင်ဝက်ခန့်အကွာလောက်၌သာလည်းရှိနေရမည်ဖြစ်ယခုမှကျွန်တော်တို့နှင့်နီးကပ်လွန်လာသည်ကျွန်တော်မြေပုံအဖက်မှာလို့တော့၎င်းမြေပုံ၏အပြမှားပြီးတော့၎င်းဖြစ်ရပေမည်ကျွန်တော်တွေ့လိုက်ရသောစစ်သားလေးယောက်မှဂျပန်စစ်သားများသာဖြစ်သည်ဟုယခုမှကျွန်တော်သိလာ၏သူတို့သည်ကျွန်တော်ငေး၍ကြည့်နေကြတော့မင်းဖြစ်တော့သည်တစ်ပင်တစ်ပင်နောက်နာတဲ့အကာအကွယ်ယူလိုက်ပြီးကျွန်တော်နဲ့အနည်းဆုံးစစ်ဗိုလ်တယောက်တိုးတိုးလေးခေါ်လိုက်ကျွန်တော်နေတော့ရောက်လာတော့သူမှ Baines ဖြစ်သည်ကျွန်တော်ဒီဂျပန်စစ်သားလေးယောက်လက်ညှိုးထိုးရပြိုင် Baines ကိုပြစ်ပြောလိုက် Baines သည်လို့ဖျားရီဂျပန်နေဒီမှာပါလားအလန့်တကြားပြောလိုက်ဂျပန်စစ်သားများကျွန်တော်တို့ငေးမြဲငေး၍ကြည့်နေသည်ကျွန်တော်ဒီဒေါသထွက်လာကစော်ကြပါတော့လားအော်၍အမိတ်ပေးလိုက်တက်မှလုံခြုံရေးတပ်စုဟာတောင်ဆန်းလန်းတိုင်းဖြစ်ခတ်၍ဆင်းလာသည်ဂျပန်စစ်သား4ယောက်နဲ့2ယောက်မှကြာဆုံးကျင်ခဲ့ပြီး2ယောက်မှလက်လွတ်ထွက်ပြေးပျောက်ကွယ်သွားကြ၏သူတို့သည်လက်နက်အပြည့်စုံဖြင့်မော်တော်ကားလမ်းသို့ရောက်နိုင်ပြီးတော်လန်ကင်းဆောင်နေကြခြင်းဖြစ်လေသည်10မိနစ်ခန့်ကြာပြီးနောက်ကျွန်တော်တို့သည်မော်တော်ကားလမ်းကိုဘေးမတီရှမ်းမခပဲဖြတ်ကူးနိုင်ခဲ့ကြလေမရေရာသောမြေပုံပေါ်တွင်အမှတ်သားမရှိသောနေရာ၌ဤကဲ့သို့အဖြစ်မျိုးနှင့်ရင်ဆိုင်တိုးခဲ့ရခြင်းတွင်ကျွန်တော်သည်စိတ်မသက်မသာဖြစ်နေမိကျွန်တော်တို့ခြိတက်လာသည်ကိုထင်ရှားတွေ့နေပါလေကျွန်တော်တို့ဟာလေးယုံသာငေး၍ကြည့်နေသောဂျပန်စစ်သားလေးယောက်အံ့ဩနေမိကျွန်တော်ရှိမှခြိတက်သွားသောသူများသည်ဤဂျပန်လေးယောက်မမြင်ပဲရှိနေခဲ့ခြင်းလည်းအံ့ဩနေမိထို့သဖြင့်တပ်မှလုံခြုံရေးတပ်မှအိန္ဒိယအမျိုးသားစစ်ဗိုလ်တွေသည်ရန်သူဂျပန်လေးယောက်ဟာမတွေ့မြင်ပဲရှိနေခဲ့ခြင်းမှာတာဝန်မကျေပွန်ရာကျနေသည်တာမကစစ်သားလည်းမပီတာရာကျရောက်နေသည်ဘုံနေ့ညနေတွင်ထိုအိန္ဒိယအမျိုးသားစစ်ဗိုလ်တွေဟာရိုးရိုးစစ်သားအဖြစ်ယာရုလျှော့ချလိုက်ပြီးနောက်ကြုံရလေးအဖြစ်အိန္ဒိယသို့ပြန်ပို့လိုက်တော်မီဦးစီးသောစစ်ကြောင်းသည်ဂျပန်မော်တော်ကားအုပ်စုလေးတစုကိုပထမညတွင်ချေမှုန်းလိုက်နိုင်ပိုင်ရက်ခေါ်တည်ယူ၍သွားနိုင်သောတင့်ကားပြက်လက်နက်ကရှေ့ဆုံးမှဦးဆောင်၍လာသောရန်သူမော်တော်ယာဉ်မီးလောင်တိုက်သွင်းလိုက်နိုင်တစ်ချိန်တည်းတွင်ပင်စက်တနက်သမားများရန်သူမော်တော်ယာဉ်အုပ်စုကိုအနိကပ်၍တုတ်တင်ပြလိုက်ရန်သူဘက်မှ40ကျော်ကျဆုံးပြီးတော်မီအမှတ်40စစ်ကြောင်းမှရဲဘော်2ယောက်3ယောက်သာထိခိုက်ဒဏ်ရာရ၏နောက်တနေ့ညတွင်တော်မီသည်တက်ဆုပ်ရလာပြီးနောက်ဘက်ဆူဆူသို့ခြိတက်သည်ထို့နောက်မြောက်ဘက်သို့လှည့်၍တက်ခဲ့ပြန်သည်ကင်မရွန်စစ်သားများပါဝင်သောစစ်ကြောင်းဟာတော်မီစစ်ကြောင်းထက်မြောက်ဘက်9မိုင်ကွာသောနေရာမှနေ၍တပ်စုတစုဖြင့်တစ်ကြိမ်တက်ခွဲတစ်ခွဲဖြင့်တစ်ကြိမ်တက်ရင်တရင်ဖြင့်တစ်ကြိမ်ရန်သူများပေါ်တွင်3ကြိမ်တိုင်အောင်အနိုင်ယူလိုက်နိုင်ဂျပန်တက်ခွဲတစ်ခွဲသည်နောက်မှကာပစ်ဖြစ်ပေးသူများမရှိပဲလက်ကွင်းပြောင်ပြောင်ကြီးကိုဖျက်၍ချီတက်လာရာကရုတ်ကျင်းများတူး၍ဆောင်နေသောကင်မရွန်စစ်သားများမိုက်ကန်တက်၍တိုက်ခိုက်ကြ၏မိုက်ကန်သည့်အလျောက်လည်းရှန်သူဘက်မှအထီနာလာချေလူရနှင့်တိုက်ပွဲပြီးဆုံးသည့်ချိန်တွင်ရန်သူဘက်မှလူ200ခန့်ထိခိုက်ဒဏ်ရာရနေတော့၏ထိုအထဲတွင်ထဝက်ခန့်မှအသက်ပြောင်းနေသူများသာဖြစ်တော်သည်ကင်မရွန်စစ်သားများဘက်မှ9ယောက်သာကြာဆုံးသည်ဤတိုက်ပွဲတွင်မိမိတို့ဘက်မှအများပြားကြာဆုံးဒဏ်ရာရနေပါလေလက်ကွင်းပြောင်ပြောင်ကြီးကိုဖျက်၍တယောက်တည်းတိုက်စစ်ဆင်လာသောဂျပန်စစ်သားတယောက်တွေ့ရ၏သူသည်စက်တနက်ကင်လာသောကင်မရွန်စစ်သား၏ပြောင်းဝထိပ်ထိရိုက်ဖယ်တနက်တစ်လုံးအသင့်ကင်၍ခြိတက်လာသည်စက်တနက်သမားထိုဂျပန်စစ်သားအယိုးသားရှာမတွေ့အောင်တုတ်တင်ပစ်ခဲ့သည်မရှုမလားကြာဆုံးခဲ့လေသောထိုဂျပန်စစ်သားရိုက်ဖယ်တနက်ကိုကောက်ယူ၍ခြိလိုက်သောအခါလန်စွတ်လဲတက်မထားမောင်းလဲတင်မထားသည်ကိုအံ့ဩဖွယ်တွေ့ရှိရလေသည်
ဧပြီလ17ရက်နေ့ဂျပန်စစ်သားများသည်ကမ်ဘတ်တောင်တန်းနှင့်ဇီးဖြူတောင်တန်းကြားရှိ16မိုင်ကျယ်၍မိုင်40ရှိရသောမြဝန်းတွင်ပြပန်းခတ်များခြေရှုံနေကြတော့၏အမှတ်30စစ်ကြောင်းသည်ချုံခိုတိုက်ခိုက်ရန်အတွက်အကွက်ကောင်းမီနေအောင်ရှာနေစဉ်တက်ချီစင်ချီလုံနေသောဂျပန်စစ်တပ်တနှင့်ဝင်၍တိုးမိတော်သည်အားရနှင့်မင်းမျိုးမင်းတွေဖြစ်သောမက်ကီလီကူတီသည်သူကောင်းဆောင်၍ခေါ်လာသောလားမြောင်ထပစ်ခဲ့ပြီးဆက်တနက်ကြီးတလောက်ဆွဲကရန်သူနှင့်ဂိုက်90သာကွာသောတစ်ပင်တစ်ပင်ထပ်သို့တက်၍သူ့ရဲဘော်များအမိတ်ပေးနေသည်တစ်ပင်တွင်အရွက်ကလည်းတရွက်မှမရှိသူ့အတန်းလည်းအမိတ်ပေးလိုက်တိုင်းမောင်းကြီးကိုထုလိုက်လို့မြေဟေးကျဲလောင်လျက်ရှိရာဂီလီကိုဒီအတွက်အသက်အန္တရာယ်စိုးရင်စရာဖြစ်နေတော့သည်ဂျပန်အဖွဲ့လေးတစ်ဖွဲ့သည်သူရှိနေသောတစ်ပင်ဆက်တနက်များဖြင့်အတွဲလိုက်စတင်ပစ်ခတ်လာကြ၏ဂီလီကိုဒီသည်သူ၏ဗရင်ဖြင့်ရန်သူအချို့တုတ်တင်ပြီးနောက်တစ်ပင်အောင်သို့ဆင်းလာသည်သူသည်ဤစွန့်စားမှုအတွက် military cross ကိုရရှိခဲ့လေသည်ကျွန်တော်ကသူ့၏စွမ်းရည်တက်တီကိုချီးကျူးစကားဆိုလာ၏သို့တော့သူကကျွန်တော်ကျေးဇူးတင်ပါသည်ဟုပြောရင်တတိမရပဲလောလောလတ်လတ်ကြဆုံးသွားခဲ့ရှာတော့သူ့တက်မှဂေါ်ရခါရဲဘော်လေးတယောက်အကြောင်းကိုသာတပွားဖွာရေရွပြောဆိုနေလေသည်ဂီလီကိုတီယာဘရင်ကိုဆွဲ၍တစ်ပင်ပေါ်သို့တက်နေစဉ်ဘရင်ဖွဲ့မှဂေါ်ရခါနှစ်ယောက်သည်ရန်သူမြင်နိုင်သည့်နေရာနှင့်ဂီလီကိုတီအမိတ်ကိုကြားနိုင်သည့်နေရာသို့ပြေးထွက်သွားပြီးနေရာယူလိုက်ကြ၏ဂေါ်ရခါရဲဘော်တယောက်မှအသက်18နှစ်သားရှိသေးသည်သူ့ဘေးတွင်အခြားဂေါ်ရခါတယောက်ကခြေအိမ်ကိုကန်၍မှောက်လျက်သားရှိနေအမတ်တက်ဂေါ်ရခါရဲဘော်စ၍ပြစ်လိုက်တဲ့တပြိုင်နက်ရန်သူဘက်မှဆက်တနက်တလက်ကလည်းအနီးမှကပ်၍ဆွဲလိုက်တန်ပေါ်ထွက်လာသည်ဤအကျိန်တွင်အမတ်တက်ဂေါ်ရခါရဲဘော်လေးသည်မျက်နှာနှင့်လက်ပဲများတွင်ပြင်းပြင်းထန်ထန်အထိခံရပြီးချက်ချင်းပင်ကျဆုံးသွားရှာသည်သို့သောအမတ်တက်ဂေါ်ရခါရဲဘော်သည်ဆက်တနက်ထိမှန်ခံရသောနေရာ၌မသေးဝါသူပြင်းနေသော brain နောက်နား၌မသေးသူသည်ကြီးကျယ်သောဝေဒနာခံစားနေရလျက်ပင်ညာဘက်သို့လှိမ့်၍ချလိုက်ပါ၏ထိုအခါတွင်သူသည်အသက်ပြောက်ခဲ့ပြီးဖြစ်၏သို့သောသူသည်တေပြီးသည့်နောက်၌လည်းသူ၏တာဝန်ကျေပွန်ခဲ့ပါသည်ဘဲကြောင့်ဆိုတော့သူ့လက်တစ်ဖက်သည်သူ့ညာဘက်ရှိဂေါ်ရခါရဲဘော်၏ကြောပေါ်တွင်ပုံမိလျက်သာဖြစ်သွားသောကြောင့်ပါသည်အမတ်တက်ဂေါ်ရခါရဲဘော်လေးသည်သူကျဆုံးသွားလင်စားသူ့နေရာအမတ်နှင့်ဂေါ်ရခါရဲဘော်ချက်ချင်းဝင်၍ယူနိုင်သည့်ထိတာဝန်ကျေပွန်ခဲ့လေသည်တကားဂီလီကူတီစကားကိုကြားတော့ကျွန်တော်သည်တာဝန်တက်တိရှိရှိပဲထမ်းဆောင်မကတည်ပြီးတည်ချမင်းလိုက်ပင်လေမိမိပြုလုပ်ဖွယ်ကိစ္စနှောင့်နှေးခြင်းမရှိပဲပြုလုပ်သွားခဲ့သောအမတ်တက်ဂေါ်ရခါရဲဘော်လေးဒန်းဘာတူအတွက်မျက်ရည်များမဲ့ဝိုင်း၍လာမည်ဧပြီလ17ရက်နေ့ညတွင်လေရင်မှရိတ်ခါနဲ့ခဲများလာရောက်ချပြီးကျွန်တော်တို့အတွက်သတင်းစာနဲ့စာများလည်းပါလာ၏ဘာဘရာနဲ့တကွာတမိကလေးမှာကြံ့ကြံ့မရှိကြသည်ဘို့တော့ဘုံပေမျိုး၏ပုံနှွေးသောရာသီတို့ကြောင့်နည်းငယ်နွမ်းလျနေကြ၏ဘာဘရာသည်မကြမီတွင်ကက်ရှမီယာသို့ပြောင်းရွှေ့သွားရန်ကြံစီထားသည်စာထဲတွင်ပါလာ၏ကျွန်တော်သည်ဘာဘရာထံမှရောက်လာသောစာကိုဖတ်ရင်တမီးနှင့်ဇနီးကိုအောင်မေနေ၏ကျွန်တော်တို့တမီးနှင့်ဇနီးရှိသောစစ်တီတော်များသည်လည်းအိမ်မှရောက်လာသောစာများကိုဖတ်ရင်အလွမ်းမိုးဆွေနေကြပြီလည်းမည်အချို့စစ်တီတော်များမှာ1939ခုနှစ်မှစ၍မိမိတို့သားများနဲ့ခွဲခွာလာခဲ့ကြသည်။တခေါက်များအိမ်သို့ပြန်ရောက်ခွင့်မရကြသည်။9နှစ်တိုင်စစ်တွင်ကြခဲ့ပြီ။ဟိုနေ့ညလေရင်မှရိတ်ခါများချပေးရတဲ့ဗိုလ်ကြီးတုပ်ဖြစ်သူဟန်လေးမှာအပေါ်မှလေထီးမပါပဲကျလာသောအထုပ်တထုံနှင့်ထိခိုက်မိပြီးခေါင်းခွန်ခွဲသွားသည်ဒေါက်တာဝိုက်ကသတင်းပို့သည်။တိုက်ပွဲတွင်တရားရသူများစင်ကိုသက်ဆိုင်ရာသို့ပို့ရ၌ခေါင်းတွင်တရားရသူဖြစ်လင်တနတ်တရားကောင်းရင်ဘတ်တွင်တရားရသူဖြစ်လင်တနတ်တရားရှင်ဘတ်နှစ်နေရာလုံးတွင်တရားရသူဖြစ်ခဲ့လင်တနတ်တရားနှစ်ချက်စသည်ဖြင့်ရေးသားပေးပို့ရမည်ဖြစ်၏လေရင်မှအေးခါချပေးနေစဉ်ကလေဒီမပါတော့နနတ်သည့်အိတ်ကြီးတစ်လုံးဟာခေါင်းကိုလာရောက်ထိမှန်၍တရားရသူမူမိတို့အမီတရားမီမသိအောင်ဖြစ်နေထို့ကြောင့်ကျွန်တော်တို့ကမိုးပြန်တစ်သည်တရားကိုပြောင်း၍ခေါ်ဆိုကြ၏ဘိုးကြီးဟန်လေးမှာအင်းကြီးဖြင့်ခေါင်းခွန်ကွဲရရှာသူဖြစ်၏ဒေါက်တာဝိုက်ကအိန္ဒိယသို့ပြန်ပို့ပေးမှဖြစ်မည်ဟုဆိုသည်မနေ့တနေ့ပဲတရားပြင်းထန်သူများလေရင်ဖြင့်ပြန်ပို့ပြီးခဲ့အောင်ရှိသေးသည်ကျွန်တော်တို့ရောက်ရှိနေသောနေရာမှာနောက်သို့3မိုင်ခန့်ပြန်၍ဆုတ်ကလေကွင်းပြင်လေရင်ပြင်းလန်းကြောင်လုပ်ပေးခဲ့ရသေးသည်ယခုချိန်တွင်ကျွန်တော်တို့မှာအမှတ်41နဲ့46စစ်ကြောင်းများဖြင့်မြောက်ဘက်သို့အရေးတကြီးခြိတက်ရန်ရှိနေသောကြောင့်ဤတယောက်ထဲသောသူနောက်လေရင်ဖြင့်ပို့ပေးရန်အခက်တွေ့နေလေသည်ကင်မရွန်စစ်တီတော်များပါဝင်သောစစ်ကြောင်းကမော်တော်ကားလမ်းပေါ်သို့ပြန်လည်ရောက်ရှိလာပြီးဂေါ်ရခါစစ်တီများပါဝင်သောစစ်ကြောင်းကချုံခိုတိုက်ခိုက်ရန်
ထွက်ခွာကြမည်ဆဲဖြစ်နေနောက်တော့ဒီဂျပန်ရိတ်ခါဆောင်တက်များမျိုးဆောင်တက်များမော်တော်ကားလမ်းရှောက်သူရှောက်လောင်မြား၍မြို့၍သွေးဆောင်၍ခေါ်ယူထားခဲ့ပြီဖြစ်ရာယခုအချိန်၌ဂျပန်တို့ရိတ်ခါနှင့်ခရမ်းတူလောင်ရာစခိန်ခုဖြစ်သောကျောင်းကလေးကိုတိုက်ခိုက်ရန်တင်ပြီးကျွန်တော်ယူဆထားခဲ့။နောက်တော့ဒီဟန်လီအားလေရင်ဖြစ်ပြန်ဖို့ပြီးစီစဉ်ရသည့်အတွက်ချီတက်မှုအနေနဲ့နောက်ကျမည်ဖြစ်။ညဘက်တွင်မူဟန်လီအားဆရာဝန်တယောက်အဆောင်ရဲဘော်ချုံနေသူနောက်ဘက်3မိုင်กว่าရှိလေရင်ပြည်လန်းချောင်းရှိရာသို့ပို့ပေးလိုက်ပြီးနောက်အိန္ဒိယရှိလေတပ်ဌာနချုပ်သို့အပေါ့စားလေရင်လေးတစ်စင်းလှုပ်ပေးရန်အကြောင်းကြားလိုက်သည်။နောက်တစ်နေ့နက်8နာရီချိန်တွင်ဟန်လီနှင့်တကွအဖွဲ့ဝင်အားလုံးပြင်အမေရိကန်လေတပ်မှစစ်ဗိုလ်ကလေး2ဦးပါကျွန်တော်ထံသို့ပြန်ရောက်လာကြသည်။လေတပ်ဌာနချုပ်ကအပေါ့စားလေး2ဆင်းလှုပ်လိုက်တော့တဲ့တစ်စင်းမှာအစင်းတွင်ပြတ်သွားပြီးအခြားတစ်စင်းမှာဟန်လီအားတင်ဆောင်ပြီးနောက်အပေါ်သို့တက်ရန်စူးစမ်းစဉ်ပြတ်သွားခဲ့ပြန်သည်။လေရင်ပြေးလန်းကြောင်ချွင်းချက်ကြောင်လေရင်ထဲရှိထန်းစင်ပေါ်တွင်ပလက်ကြီးရှိနေသောဟန်လီသည်လေရင်နှံနှင့်ထပ်၍စောင့်မိရပြန်သည်။ကျွန်တော်မှာဟန်လီအတွက်မနှက်ပါရပင်ချီတက်ရန်အချိန်ကြာနေခဲ့ပြီသည်။ယခုလည်းထပ်၍ကြောင်းမည်ဆိုရင်များစွာနှောင့်နှေးနေပြီတော့မည်။ဖို့ကြောင့်အဖွဲ့ကောင်းဆောင်ဖြစ်သော Dismore တနင်္ဂနွေတွင်လူနာကိုကျွန်တော်တို့နဲ့အတူယူလာနိုင်အောင်စီစဉ်မောက်အမိန့်ပေးလိုက်။သူသည်ရေဒီယိုဆက်ကြီးကိုအမြဲတမ်းသက်ဆောင်နေသောလာမကြီးမက်ကီကိုအချက်ပြဆက်သွယ်အရာရှိထံမှတောင်းယူလာပြီးဟန်လီအားတည်ယူနိုင်ရန်စီစဉ်တော်၏တနင်္ဂနွေတိကြပြီးနောက်ကျွန်တော်တို့စ၍ချီတက်ခဲ့ကြ၏မက်ကီလာထိန်ရဲဘော်ရှေ့မှနေ၍ဆက်ကြိုးဆွဲသွားလေသည်စစ်တပ်မှရဲဘော်တို့ကဟန်လီခေါင်းရင်ဘက်မှလိုက်ပါရင်လမ်းတွင်ကစီးနေသည့်တက်ခိုင်းတက်ခန့်များဖယ်ရှားပေသည်မက်ကီသည်မိုင်90များသောခရီးကို9ရက်တိုင်ချီတက်ရင်ဟန်လီအားစိတ်ရှည်လက်ရှည်တဲ့ပိုး၍လာခဲ့၏ကျွန်တော်သည်ကြောင်မှလွယ်၍မိသေးတလိဆန်ကိုမှချစ်တတ်သူမဟုတ်တော့လေမက်ကီကိုမူချစ်လာတော့သည်ဟန်လီမှာတန်ရာရသည့်ချိန်မှစပြီးယခုချိန်ထိတတိတစ်ချက်မှမရသည်ဆရာဝန်များက2နာရီကြာတိုင်းတကြားဘရန်ဒီနဲ့ရှီကိုရောကပြုံးတန့်ဖြင့်လဲချောင်းတွင်သို့တွင်ပေသည်အစာအိမ်ကိုလည်းတစ်နေ့လ2ချိန်3ချိန်များရှင်းလင်းပေသည်ကျောင်းကလေးနောက်ဖက်6မိုင်กว่าတွင်ကျွန်တော်တို့သည်မော်တော်ကားလမ်းမကြီးကိုဖြတ်ကျော်ကြ၏မော်တော်ကားလမ်းသည်ကျောင်းကလေးမှနေ၍ဈေးဖြူတောင်တန်းစီသို့ဦးတည်နေလေသည်ကားလမ်းတစ်ဖက်တစ်ချက်တွင်ဂျပန်ကင်းဘုတ်ကလေးများမြင်ရ၏သို့တော်လည်းတိတ်ဆိတ်နေသည့်အဆောင်များအိပ်ပျော်နေရရှိသည်ကျွန်တော်တို့ကမော်တော်ကားလမ်းမကြီးကိုဖြတ်ကျော်ရန်ဟန်ပြန်လိုက်စဉ်မော်တော်ဆိုင်ကအိုကြီးတစ်စိမ်တဖုတ်ဖုတ်ဆက်နိုးတောင်ကြားလိုက်ရပြီးအသက်31လောက်ရှိသောဂျပန်စစ်ဗိုလ်တယောက်ကျွန်တော်တို့တပ်ရှင်မှဖြတ်၍သွားသည်ကိုမြင်လိုက်ရ၏အလွန်အင်အားကြီးမှသောရန်သူတပ်ရှင်မှဖြတ်၍သွားရသည်ကိုသိလာသောဂျပန်စစ်ဗိုလ်မျက်နှာမူရမှာတေမင်းကိုအင်းဆိုင်တွေ့လိုက်ရသောသူ၏အမူအရာမျိုးဖြစ်နေလေသည်သို့တော်သူသည်မော်တော်ဆိုင်ကပေါ်မှလမ်းပေါ်သို့ဝမ်းလျားထိုးလိုက်မစဉ်မော်တော်ဆိုင်ကပေါ်တွင်ကိုမတ်မတ်ပင်ရှက်ထားသည်အိမ်သည်ကိုဧည့်သည်အားစော်ကားလေခြင်းဟူသောအသွင်မျိုးကိုဆောင်လေသူကအိမ်သည်ကျွန်တော်တို့ကဧည့်သည်ဟုသူကယူဆထားရင်တူသည်သူစီးလာသောမော်တော်ဆိုင်ကကျွန်တော်တို့ရှေ့မှလွန်သွားတော့မှာပဲကျွန်တော်ဒီတတိပြန်၍ဝင်လာကျွန်တော်လက်ထဲမှာကာပိုင်းနဲ့တစ်ချက်လှမ်း၍ပြက်လိုက်ရိုက်ဖဲတန်အချို့နဲ့ဘရင်တန်အချို့နောက်မှကပ်၍ပေါ်လိုက်သို့တော့ဂျပန်စစ်ပေါ်မှာဘေးမတိရမ်းမခါပဲလွတ်မြောက်သွားခဲ့လေသည်ဒီတော့မှပင်ကျွန်တော်ဒီရုတ်တရက်တွေ့လိုက်ရတော့ဖြစ်ပြီးရှီမောလိုက်မိသည်ကျွန်တော်တက်မှုများလည်းတာဝန်လက်ဟင်သည်ရှီရင်ပြောနေမိသည်သူတို့ဒီကျွန်တော်လိုပင်ဒီအဖြစ်ပြလေးရေးစရာမောစရာသဘောထားနိုင်ကြ၏ချန့်ခိုင်သောစစ်တီတော်တို့စိတ်ဓာတ်ပင်ဖြစ်တော်၏ကျွန်တော်တို့ကဤနယ်မြေသည်ကျွန်တော်တို့ပိုင်ဆိုင်သောနယ်မြေကိုသတ်မှတ်ထားခဲ့ပြီးဖြစ်ကြောင်းထင်ရှားနေသည်ဘဲကြောင့်ဆိုတော့ရန်သူဖြစ်သောဂျပန်စစ်ဗိုလ်တယောက်မျှော်လင့်ပဲရုတ်တရက်တွေ့လာရခြင်းဖြင့်ကျွန်တော်တို့ကထိတ်စရာလန့်စရာသဘောမထားခဲ့သောကြောင့်ပါလေကျွန်တော်တို့လိုမက်ကီကရန်သူကိုထိမထင်သည့်အသွင်ကိုပြခဲ့မော်တော်ကားလမ်းပေါ်တက်တဲ့ရောက်မှဟန်လီကမက်ကီပေါ်တွင်စီးနှောင်၍ထားခဲ့သောကျိုးများမှာပြုတ်ကျနေပြန်သည်ဟန်လီနောက်မှအိုက်ပါလာသောရဲဘော်ကအချိန်မီကဲဆယ်လိုက်နိုင်မက်ကီကိုမှဂုံးနီးနဲ့ဝမ်းပတ်ကျိုးများပြေးကြသည်မှာတိုက်ပွဲစဉ်တစ်လျှောက်လုံးတွင်ဒီတစ်ချိန်သာဖြစ်ပေါ်သည်ဟန်လီကိုစောင့်ရှောက်ကြည့်ရှုလိုက်ပါလာသောအဖွဲ့သားများသည်မော်တော်ကားအလန်းလေကောင်တွင်9မိနစ်တိတိများကြာအောင်အလုံများနေခဲ့ရသည်မော်တော်ကားလမ်းမကြီးကိုဖြတ်ကျော်မိကြပြီးနောက်အမှတ်30စစ်ကြောင်းနဲ့ဆုံမိကြပြီးအရှိတ်ဘက်သို့ဆက်လက်ချီတက်လာခဲ့ကျောင်းကလေးကိုနှစ်ဖက်ညှပ်၍တိုက်ခိုက်ရန်သည်ကင်မရွန်စစ်တီတော်များပါဝင်သောစစ်ကြောင်းကမော်တော်ကားလမ်းခွာ၍အရှိတ်ဘက်မှစတင်တိုက်ခိုက်ရမည်ဖြစ်သည်သို့သောမိကုံရန်ကုန်မတိုက်ပဲကန့်သက်တိုက်ပွဲသာတိုက်ရမည်ညွှန်ကြားထားသည်ဖြစ်နိုင်လဲကျောင်းကလေးရွာဝင်ရောက်တိုက်ခိုက်မည်ဖြစ်တော့လဲအကြအဆုံးနဲနိုင်သမျှနဲစေရမည်ဖြစ်
ကျောင်းကလေးထက်ပို၍တက်ရမလို့ဘဲကျောင်းဆိုသောအမှတ်41နဲ့46စစ်ကြောင်းများရွာမြောက်ဖက်နားမှနေ၍အဆုံးဖြတ်ပေးနိုင်သောတိုက်ပွဲကိုဆင်နွှဲရမည်ဖြစ်သောကြောင့်သည်မြောက်ဖက်မှဖိ၍တိုက်လာလင်ရန်သူများသည်တောင်ဘက်သို့ပြေးထွက်လာကြမည်ဖြစ်၏ထို့အခါတောင်ဘက်မှစောင့်နေသောကင်မရွန်စစ်ကြောင်းအားထွက်လာသမျှရန်သူလက်တံပြောင်ပြောင်ဖြင့်တုတ်တင်နိုင်ကြမည်ဖြစ်၏ကျောင်းကလေးကိုချီတက်ရာတွင်လျှို့ဝှက်ရနိုင်သည်များလျှို့ဝှက်ရန်လိုသည်ရန်သူကနည်းနည်းလေးမှကျွန်တော်တို့အနက်မခံမိအောင်လျှို့ဝှက်သိသည်စွာချီတက်ရန်လိုသည်ကျောင်းကလေးရှိဂျပန်တပ်များသည်မော်တော်ကားလမ်းရှိရာတောင်ဘက်သို့သာအထူးအာရုံစိုက်နေကြမည်ဖြစ်သည်ကိုလည်းယုံမှားစရာမရှိတောင်ဘက်မှတက်လာမည်ကင်မရွန်စစ်ကြောင်းသည်ဒုက္ခခံ၍ပုံရှိုးကွယ်ရှိုးတက်လာရင်မလို့ကျွန်တော်နှင့်တကွတော်မီဦးစီးသောတပ်များဂေါရခါတပ်များအရှိမြောက်ဘက်သို့လျှို့ဝှက်စွာချီတက်သွားမည်ထို့နောက်ထူထပ်သောတောဖြတ်၍အရှိတောင်ဘက်သို့တက်လာမည်ထို့နောက်တောင်ဘက်ဆူဆူသို့ဆင်းရမည်ဖြစ်သည်ကျောင်းကလေးရွာသို့မြောက်ဘက်ခလန်လန်မှချိကပ်မိသည့်နေ့လယ်ဘက်တွင်ရွာတောင်ဘက်စီမှပြစ်တန်ခတ်တန်များပေါ်လာသည်ကျွန်တော်တို့နားနေသောတောဆက်နှင့်ကျောင်းကလေးရွာကြားနှင့်အကာအကွယ်ခင်းမဲ့သောတမိုင်ကန်ကျဲသည့်လက်ကွင်းပြင်ကြီးရှိနေသည်ကင်မရွန်စစ်ကြောင်း၏ကျုံးမဲ့ကျင်းထဲမှတရင်ရောက်ရှိလာသည်တိုက်ပွဲစ၍ဖြစ်နေပေသည်ရန်သူဘက်မှခုခံမှုအနှဲငယ်သာတွေ့ရသည်ရန်သူအယောက်20လောက်တုတ်တင်ပြနိုင်သည်သူတို့တတ်မှတ်ပေးလာသောနေရာသို့တက်ရောက်နိုင်သည်ဟုသိရ၏ရန်သူများသည်ရွာမြောက်ဖက်ကိုမူပြင်းပြင်းထန်ထန်ကာကွယ်လျက်ရှိနေသည်တော်မီနှင့်ကျွန်တော်တို့သည်တောအစားထိတွား၍တက်သွားကြပြီနော်တော်မီစစ်ကြောင်းကကျောင်းကလေးကိုတက်၍တက်ခိုင်းလေကျွန်တော်တို့ကမိတို့အကူအညီပေးမျိုးတိုင်ပင်စီစဉ်ကြ၏လေတက်အကူအညီပါမှကောင်းမည်ဟုဆုံးဖြတ်ကြသည်မော်တာဖွဲ့ရလည်းပြင်းပြင်းထန်ထန်ထုပေးရမည်ထိုနေ့ညနေဘက်တွင်ညဘက်တွင်တက်ခိုက်၍စီစဉ်များအပိသက်ချမဲ့လောက်ကင်ကြသည်နောက်တစ်နေ့နဲ့အာယုံတက်လာပြီးတဲ့နေ့တပြိုင်နက်တော်မီခေါင်းဆောင်သောအမှတ်40စစ်ကြောင်းသည်တန်လိုက်အိမ်များအဖော်ပြလျက်ကျောင်းကလေးစီသို့ချီတက်သွားသည်ကျွန်တော်၏အမိတ်ပေးအဖွဲ့နဲ့တူအမှတ်30စစ်ကြောင်းအရန်တက်ဖြစ်ထား၍နောက်မှချီတက်လိုက်ပါလာသည်ခရီးတန်ချီတက်မိတိုင်းကျွန်တော်သည်ရောက်ရနေအောင်လှည့်လည်စစ်စေသည်တက်မြောက်လည်းစစ်စေသည်ကျွန်တော်ကချုံခိုတိုက်လိုက်နားလိုက်နောက်တစ်ဖန်ချုံခိုတိုက်လိုက်လှုပ်သလိုရန်သူကကျွန်တော်တို့ကတံပြန်လှုပ်လာမျိုးစိုးရင်သောကြောင့်လေတောဆက်အစုံတို့မြောင်မီစစ်ကြောင်းအားလုံးရှက်ရန်အမိတ်ပေးလိုက်ပြီးနောက်မိချောင်းတွားသွား၍ကျောင်းကလေးစီသို့တဖြည်းဖြည်းချီတက်စေသည်မော်တာနှင့်ဆက်တနက်များခဲရံများတွား၍ချီတက်ရင်အပြင်စစ်တီတော်များနှင့်တပါးလေးယူသွားစေသည်မကြမီတိုက်စစ်စင်မီတပ်ဖွဲ့များလည်းနေရာယူပြီးဖြစ်နေကြတော့၏မိနစ်20ခန့်ကြာရင်မော်တာဖွဲ့သားများအဆုံးပတ်ကြသောရန်သူကရုတ်ကျင်းများဖန်ကားများမော်တာဘုံများဖြင့်စတင်၍ထုကြတော့၏ကျွန်တော်တို့ဒီဌာနချုပ်မှဘုံကျက်လေးများတိုက်ပွဲဆာ၍7မိနစ်ကြာတွင်ကျွန်တော်တို့ထံရောက်ရှိလာရန်မှားသည်7မိနစ်စေလာသည်လေယာဉ်များအပေါ်မလာကြသည်မော်တာတပ်ဖွဲ့ရရန်သူကရုတ်ကျင်းများဆက်၍ထုမြဲထုနေသို့သောကျွန်တော်တို့ဒီခဲရံမိကြောင်များဘုံပေါ်လောသုံးနိုင်သူများကမဟုတ်ကျွန်တော်တို့မမျှော်လင့်သည့်အချိန်တွင်ရန်သူကလာရောက်တိုက်ခိုက်မိအန်တယောကာကွယ်ရန်လည်းခဲရံမိကြောင်များခြံထားရ၏ရန်သူဘက်ကတစ်ချက်တွင်အတွဲလိုက်ပစ်ခတ်လိုက်သောကြီးစံထိပ်ဖူးများသည်ကျွန်တော်တို့ခေါင်းပေါ်မှာကြော်၍သွားကြ၏ကျွန်တော်တို့ဘက်မှဖြစ်ခွင်းလိုက်သောမော်တာဘုံများသည်ရွာဆွန်ရှိတက်ကလေးများပြပုံဖြတ်သွားစေသည်တောင်ကရွာအတွင်းရှိသောတက်သားအိမ်ကြီးအိမ်ကောင်3-4လုံးအိမ်ကိုလည်းမိတင်လောင်စေခဲ့သည်ဖြစ်၏ချိန်လာသည့်ချိန်နဲ့7မိနစ်ကျော်လာခဲ့သည်ဖြစ်တော့လေဘုံကျက်အိမ်များရောက်လာခြင်းမရှိသေးရွာပြင်ဘက်မှလှမ်း၍ပြစ်ခတ်နေသည်မှာလဲကျွန်တော်တို့ဖို့ကြည်စံဖြုံးတရားရောက်လာသည်ကျွန်တော်တို့ဒီလေရင်များကိုဆက်လက်ဆောင်စားနေတော့ခတ်နေတော့၏ရှေ့တွင်လည်းဂိုင်းနေရာကန်ကျဲသောတက်လင်းပြောင်ကြီးကတော်မီစစ်ကြောင်းဘလို့မှအကာအကွယ်မပေးနိုင်ကျွန်တော်တို့ဒီကျုံးမဲ့ချင်းနှံဖြင့်အိန္ဒိယရှိလေတပ်အကြောင်းကြားသည်အဆက်အသွယ်မဲ့လုံရင်များကျွန်တော်ဒီမှိုင်းပုံအကာအကွယ်ဖြင့်ပြစ်စေပြီးနောက်တော်မီစစ်တီတော်များလဲကွင်းပြောင်ထဲမှဖြတ်၍ချီတက်စေသည်ကျွန်တော်တို့ကရန်သူထက်အင်အားပုံမတာလုံးမျိုးကိုကျွန်တော်ယုံကြည်သည်ကျောင်းကလေးရွာတိုက်ပွဲသည်ကျွန်တော်တို့စစ်ကြောင်းအတွက်စစ်တပ်ပြီးအင်းနဲ့အားနဲ့မျက်နှာချင်းစာ၍တိုက်ခိုက်ရသောပွဲဥထွက်တိုက်ပွဲဖြစ်ရာကျွန်တော်တို့အတွက်တော်၎င်းရန်သူဂျပန်အတွက်တော်၎င်းမှတ်သားဖြစ်၍ကြံ့ရက်ခဲ့စေခြင်းသည်အမှတ်111တပ်မဟာမှလာရောက်တိုက်ခိုက်ခဲ့လင်ပြန်လည်ခုခံကြံ့စေခြင်းသည်အချင်းနည်းတည်ဟူသောသင်ခန်းစာကိုရန်သူဂျပန်များတော်၎င်းကျွန်တော်တို့စစ်တီတော်များတော်၎င်းမှတ်မှတ်ရဖြစ်စေခြင်းသောဆန္ဒပင်သည်အမှတ်41နဲ့46မှာစစ်တီတော်များသည်မိခိုးမိုင်းကိုကာကွယ်ယူ၍ကျောင်းကလေးရွာသို့မြောက်ဘက်မှဝင်ရောက်စီးနှင့်တိုက်ခိုက်ကြ၏
အတွဲလိုက်ဆွဲလိုက်သောဆက်တနတ်တံများတအုံအုံထုနေသောလက်ပြပုံတံများရှိပွားသလိုစုညံနေရန်သူသည်ကျွန်တော်တို့စစ်ကြောင်းမှာရှဲပေါ်3-4ယောက်ကိုသာထိခိုက်ဒဏ်ရာရပစ်ခတ်နိုင်ပြီးရွာတောင်ဘက်သို့ပြေးထွက်သွားကြ၏ရွာတောင်ဘက်မှအသင်းဆောင်နေသောကင်မရွန်စစ်ကြောင်းကရန်သူတရာစင်ကြော်တုတ်တင်ပစ်လိုက်နိုင်သည်တမှုဖြစ်သူတော်မီကအနီရောင်မိချိုကောင်းကင်သို့ဖြစ်ဖောက်၍ရွာမြောက်ဘက်တွင်အောင်ပွဲရနေပြီဖြစ်ကြောင်းတောင်ဘက်ရှိတပ်များအချက်ပြလိုက်၏ဤအချိန်တွင်ဘုံကျဲလေများရှောင်းလာကျောင်းကလေးရွာလည်းဘုံကျဲတိုက်ခိုက်သည်ရွာလည်းမှမိခိုးလုံးကြီးများနှင့်ဖုံလုံးကြီးများကောင်းကင်သို့လွင့်တက်လာ၏အိုးအိမ်အဆောက်အုံများလည်းမိတောက်မီးလျံများကြားသို့ရောက်နေပေပြီရွာလေသို့ရောက်နေသောကင်မရွန်တပ်သားများသည်ဂျပန်များတူထားခဲ့သောဘုံကျဲများတွင်ဝင်ရောက်ပေါင်းနိုင်ခဲ့ပြီသာဘုံတံမှလွန်မြောက်ခဲ့ကြ၏နောက်တို့သည်ရွာထဲတွင်အဆောင်စစ်သားချိုးထားခဲ့ပြီးနောက်ရွာနှင့်အတန်ငယ်လှမ်းသည့်နေရာသို့တက်ဆုပ်လာခဲ့သည်ထို့နောက်အပေါ့စားလေးများဆင်းရဲလေရင်ပြင်းလန်းချောင်းပြုလုပ်ပြီးဘိုးကြီးဟန်လေနှင့်တကွာထိခိုက်ဒဏ်ရာရသူများအိန္ဒိယသို့တင်ပို့ပေးလိုက်ထို့နေရာတွင်ကျွန်တော်တို့အတွက်ရိတ်ခါနှင့်ခဲယမ်းမိကြောင်းများအများပြားချပေသည်ကျောင်းကလေးတိုက်ပွဲတွင်ကုန်ခန်းခဲ့သောခဲယမ်းများအစားထိုးရန်သည်ရိတ်ခါလည်းပြေဆုံးခဲယမ်းလည်းအပြည့်စုံရရှိနေပြီဖြစ်သောကျွန်တော်တို့သည်နောက်တိုက်ပွဲတစ်ပွဲအတွက်စီစဉ်ကြပြန်၏ဤအချိန်တွင်ချင်းတက်ဌာနချုပ်မှအရေးကြီးသောသတင်းတရက်ရောက်ရှိလာသည်ဘရင်လေတပ်မတော်လေများကျောင်းကလေးနောက်ဘက်15မိုင်ကွာရှိဈေးဖြူတောင်တန်းမှမော်တော်ကားလမ်းဖြတ်တန်းသွားရာတောင်ပေါက်လမ်းကိုလုံးဝဖြိုခွဲဖျက်ဆီးပြီးပြီဟူသောသတင်းသည်သို့သောရွာသားများကျေးရွာတရှို့များအစီရင်ခံချက်အရတောင်ပေါက်လမ်း3မြောင်ပျက်စီးသွားသည်ဆိုသောသတင်းမှာမမှန်ကန်ကြောင်းထိုလမ်းပေါ်တွင်ဂျပန်မော်တော်ကားများဖြတ်တန်းသွားလာနေကြောင်းသိရှိရသည်ကျွန်တော်သည်ဦးစီးဖွဲ့မှထောက်လန်းရာရှိဂျွန်ဟက်ဒလီယာဌာနချုပ်မှရဲဘော်ချိုခေါ်၍တောင်ပေါက်လမ်းရှိရာသို့တိုက်ခင်းထွက်ပြီးချင်းတို့စုံစမ်းရန်အမိန့်ပေးလိုက်ဟက်ဒလီကကျွန်တော်တို့စစ်ကြောင်းနဲ့မိသည့်နေရာမိသည့်ချိန်တွင်ပြန်လည်ဆုံတွေ့ရပါမည်နည်းဟုမေးသည်ကျုပ်တို့ဘယ်ချိန်ဘက်မှတွေ့နိုင်မယ်ဆိုတာဂျပန်တို့မေးကြည့်ပါဗျာကျွန်တော်ရီရီမောမောနဲ့ပြောလိုက်အရေးကြီးသောအန်တီရများသောတာဝန်တယောက်ပေးရခြင်းခံရသောဟက်ဒလီသည်ဂုံယူဝင့်ကြွားသောအမူအရာဖြင့်ကျွန်တော်နာမှထွက်ခွာသွားလေသည်ကျောင်းကလေးမှာအသက်မသေးလွန်မြောက်၍သွားလေသောဂျပန်စစ်သားချို့သည်ကျွန်တော်တို့စစ်တပ်အကြောင်းပင်လယ်ဘူးရှိဌာနချုပ်တွင်သတင်းပို့မြည်မှသိချလာ၏ရန်သူသည်ပင်လယ်ဘူးတွင်အဆောင်နေအနှဲငယ်များသာခြံထားခဲ့ကကျွန်တော်တို့လောက်ပင်အင်အားရှိသောတပ်ဖြင့်ကျွန်တော်တို့ဟာတွေ့ရတင်ချိုင်ဓာမဆိုင်မဲ့လိုက်ရှာတော်မူတာမကနောက်ထပ်၍စစ်ကူတပ်များပေးပို့ရန်လည်းသက်ဆိုင်ရာသို့သတင်းပို့ပြီးဖြစ်နေပေတော်မူကျွန်တော်တို့စခန်းချနေသောနေရာနှင့်ပင်လယ်ဘူးသည်25မိုင်များသာကွာသည်ကျွန်တော်အကြံမှာရန်သူကကျွန်တော်တို့လာမတိုင်မီကျွန်တော်တို့ကပင်လယ်ဘူးသို့တွားရောက်တိုက်ခိုက်ရန်သည်ကျွန်တော်သည်အမှတ်30စစ်ကြောင်းကကျောင်းကလေးတွင်ထားခဲ့မိဟုစိတ်ကူသည်ဤစစ်ကြောင်းသည်ဗြိတိရှစစ်တပ်ကြီးတစ်တပ်ကျောင်းကလေးတွင်တပ်ဆွဲထားတဲ့ကဲ့သို့တရုပ်ဆောင်ထားမည်ထို့နောက်အခြားတပ်ရင်နှင့်ရောက်တောတဲ့တောင်ထဲမှဖြတ်၍ခီးပင်ချီတက်စေမည်ပင်လယ်ဘူးသို့ချီကပ်မိသည်နှင့်တပြားနှင့်လေကြောင်းကိုညယူ၍ရန်သူတို့အားချင်းမွန်းရတိုက်ပွဲဆင်ရန်သည်ဤစီစံတိုင်းတပ်ဆိုင်ရာတပ်မှုများသို့အမိန့်ပေးလိုက်ပင်လယ်ဘူးသို့ချီတက်ပြင်ဆင်နေစဉ်မှာအိန္ဒိယရှိချင်းတက်ဌာနချုပ်မှအလွန်အရေးကြီးသောသတင်းတစ်ခုရောက်ရှိလာ၏ကျွန်တော်တို့၏အမှတ်121တပ်မဟာသည်အပါတင်သို့ချက်ချင်းချီတက်ပြီးနောက်ထိုစခန်းမှနောက်ထပ်ပြုလုပ်မည့်စစ်စင်အစီအစဉ်ရေးဆွဲရန်နှင့်အပါတင်မြောက်ဘက်တွင်ခန့်တက်ထပ်မံတည်ဆောက်ရမည်ဟုသောအမိန့်သည်အပါတင်မှမဲစာမြေအရှိဘက်မိုင်30ကွာရှိထူထပ်သောတောတဲ့တောင်ထဲတွင်အမှတ်16တပ်မဟာမှတည်ဆောက်ထားသောခန့်တက်သည်အမှတ်89တပ်မဟာမှုမိုက်ကလည်းအင်းတော်မြို့မြောက်ဘက်တွင်ခန့်တက်တည်ဆောက်ထားသည်မာဟိခန့်တက်မှမန္တလေးမြစ်ကြီးနားရထားလမ်းနှင့်ကားလမ်းကိုစီး၍မြင်နေရသောတောင်ကုန်းပေါ်တွင်တည်ဆောက်ထားသည်ရန်သူများသည်အခန့်တက်အချိန်ချင်းဖန်ဖန်လာရောက်ဝမ်းဝင်တိုက်ခတ်နေသည့်တိုင်အောင်မာဟိ89တပ်မဟာကယခုထိအောင်ပွဲခံနေလျက်ပင်ရှိသည်ချင်းတက်ဌာနချုပ်မှပေးလိုက်သောမိကိုကျွန်တော်နည်းနည်းမှမလိုက်နာလို့ဒီမှာလည်းအကြောင်းရှိသည်ဤဒေသတစ်ဝိုက်တွင်ကျွန်တော်တို့ကလိုက်၍တိုက်ပွဲဆင်နေခြင်းအဖြစ်သူတေကိုယ်သည်အကျိတ်နဲ့တိုက်နေရသောအင်ဖာတိုက်ပွဲကြီးကိုတနည်းတလန်ထောက်ကူပြုနေသည်ဟုကျွန်တော်ယုံကြည်သည်အင်ဖာတို့ချီတက်သွားခြင်းမိမိတို့ရိတ်ခါမိမိတို့ကိုယ်ပေါ်တွင်တည်ရသွားခဲ့ရသောဂျပန်စစ်သည်တော်များသည်ယခုအချိန်၌ရိတ်ခါများပြက်လက်နေပြီးတော်မူကျောင်းကလေးတွင်ကျွန်တော်တို့ဖောက်ခွဲပျက်စီးခဲ့သောထရပ်ကားတာယာအစုံ200ဓာတ်ဆီကားလည်း2000စစ်ဝတ်စုံတန်ချိန်ပေါင်းများစွာနှင့်စံတန်ချိန်30တို့မှာယခုအချိန်တွင်ဂျပန်စစ်သည်တော်များအတွက်များစွာတန်ဖိုးရှိသောပစ္စည်းရိတ်ခါများဖြစ်နေပေပြီ
ထို့ပြင်ဗိုလ်ချုပ်ဝင်ကေခံတပ်ဖြင့်စစ်ဆင်ရေးစီစဉ်မှာလဲစင်တစ်တပ်ဖွဲ့မူလအစီအစဉ်ဖြစ်သောတောထဲတွင်လှည့်လည်တိုက်ခိုက်၍ပြောင်းပြန်လှန်ပြလိုက်သောအစီအစဉ်သာဖြစ်သည်ဟုကျွန်တော်ကယူဆနေခြင်းကြောင့်ဖြစ်၏ယခုကျွန်တော်တို့တိုက်ခိုက်နေသောနေ့ဖြင့်ကျွန်တော်တို့သည်ရန်သူရိတ်ခါပစ္စည်းတန်ချိန်200ခန့်နှင့်ရန်သူထရက်ကာအစီး20ကိုဖျက်ဆီးနိုင်ခဲ့သည်သာမကကျွန်တော်တို့ဘက်မှလူ40လောက်ထိခိုက်ဒဏ်ရာရအောင်နဲ့ရန်သူတို့ဘက်မှလူ430ကိုကြာဆုံးထိခိုက်ဒဏ်ရာရစေခဲ့၏ဤပြက်စီနဲ့ဤကြဆုံးမှာရသရပတ်2ပတ်တွင်ကျွန်တော်တို့ဟာရန်သူပေါ်တဲ့အနိုင်ရခဲ့သောအောင်မြင်ချက်များ၏ဤအကြောင်းချက်2ချက်တည်ပင်လင်ဌာနချုပ်မှပေးသောမေကိုကျွန်တော်လိုက်နာရန်တွန့်ဆုတ်နေစေသောအကြောင်းများ၏သို့သောဌာနချုပ်မှပေးသောမေကိုပြန်လည်ကန့်ကွက်အတွက်ကျွန်တော်တွင်အားနည်းချက်2ချက်ရှိနေလေသည်ကျွန်တော်တွင်တက်မှုတယောက်အနေဖြင့်အထူးသဖြင့်တက်မှာတတိတက်မှုတယောက်အနေဖြင့်တိုက်ပွဲတွေ့ကြုံမရင်ကျလာသေးသည်ဖြင့်ကျွန်တော်ဟာပေးထားသောရှာတို့စံမှာတက်မှာတတိတက်မှုအစဉ်နဲ့မညီမမျှဖြစ်နေသောအားနည်းချက်ပင်သည်တိုက်ပွဲတွေ့ကြုံမရင်ကျလာသေးသည့်တိုင်ကျွန်တော်တွင်တက်မှာတတိတက်မှုတယောက်နှင့်ညီမျှသောရှာတို့အစဉ်သာရှိခဲ့လင်ကျွန်တော်သည်ဌာနချုပ်မှဗိုလ်ချုပ်ဂျိုဒန်တို့ပေးထားသောမိကိုပြန်လည်စဉ်းစားပါဟုကန့်ကွက်ချက်ပို့မည်ဖြစ်ဤကဲ့သို့သောကန့်ကွက်ချက်မျိုးလည်းပို့တင်သည်ဟုကျွန်တော်ထင်သည်သို့သောကျွန်တော်မပို့ခဲ့အကယ်၍ကျွန်တော်ကန့်ကွက်ချက်ပို့ခဲ့သည့်တိုင်ထိုကန့်ကွက်ချက်သည်မိတို့မြအရာရောက်မည်မဟုတ်ကြောင်းနောက်မှသိလာရ၏ဘယ်ကြောင့်ဆိုတော့ကျွန်တော်တို့ဟာပင်လယ်ဘူးမှာအပါတင်သို့ဆွဲယူလိုက်သောလက်မှာဗိုလ်ချုပ်ကြီးဂျို၏လက်မဟုတ်ပဲဗိုလ်ချုပ်ကြီးစတီဝဲ၏တောင်းဆိုချက်ဖြင့်ထွက်လာရသောအမှတ်14တပ်မတော်မှဗိုလ်ချုပ်ကြီးစလင်ဘတ်ဖြစ်နေသောကြောင့်လေချင်းတက်ဌာနချုပ်မှအရေးတကြီးပေးလိုက်သောမိကိုလိုက်နာရန်တွန့်ဆုံနေသည့်အမှုရာမပေါ်အောင်ကျွန်တော်ဒီအတော့ကြိုးစားမျက်နှာကိုပြင်လိုက်ပြီးနောက်တပ်မှုများကိုခေါ်၍ကျွန်တော်တို့တပ်မဟာကြီးအောင်ပွဲရနေသောမ၏အမှတ်89တပ်မဟာထပ်ပို့၍အစွမ်းပြရင်အခွင့်ရလာပြီဖြစ်ကြောင်းပင်လယ်ဘူးသို့တွားရောက်တိုက်ခိုက်ခြင်းပြုတော့ပဲအပါတင်သို့ချီတက်ရမည်ဖြစ်ကြောင်းရှင်းလင်းပြောပြလိုက်၏အပါတင်သို့ရှေ့ရှုချီတက်ပြီးနောက်2ရက်မြောက်နေ့တွင်မန်စီအရှိတ်ဘက်ရှိလှပသောချောင်းကလေးတစ်ချောင်းပေး၍ညအိတ်စခန်းချကြ၏ရှေ့ဘက်သို့ကြည့်လိုက်သောအခါတောင်များသည်တဖြည်းဖြည်းမြင့်တက်၍သွားသည်ကိုတွေ့ရ၏မြောက်ဘက်တွင်ပေ9600ခန့်မြင့်သောတောင်သုံးလုံးတောင်တန်းကြီးသည်မိုးကုတ်ဇဝံထပ်ပိုင်းပိုင်း၍ထားတဲ့ကဲ့သို့ရှိနေလေသည်စစ်ဦးစီးဖွဲ့မှထောက်လှမ်းရေးအရာရှိဟက်ဒလီသည်ခြေလန်းကျဲကြီးမှဖြင့်ကျွန်တော်တို့စခန်းချရနာနေရာသို့ချွေးတပြိုင်ပြိုင်စီကြရင်ဝင်လာသည်သူနှင့်တူဦး600မှများစွာခီးပန်းနေသူကိုတွေ့ရ၏ဈေးဖြူတောင်တန်းရှိတောင်ပေါက်လန်းတွားရောက်ထောင်လန်းစုံစမ်းပြီးနောက်ကျွန်တော်တို့ထံရောက်လာခြင်းပေသည်ဟက်ဒလီသည်သူ့ rifle တနက်ဖြင့်လူ3ယောက်၏တနက်3လက်ကိုလည်းလွယ်၍ထားသည်ကျွန်တော်ကအမောပြေအောင် run ကလေးတစ်ခွက်တောက်ပါဟုပြောတော့အခါသူကခေါင်းခါပြသည်သူသည်မန္တလေးသို့မရောက်မချင်းအရမတာဟုတန်တိတ်ထန်ပြူလာသည်ဟုသိရ၏ဂျပန်များသည်သူနှင့်တကွာသူ၏အိမ်သားများမန္တလေးမှမောင်းထုတ်ခဲ့ရာသူကဂျပန်များမန္တလေးမှမောင်းထုတ်ရမပြီးမချင်းအရမတာဟုဆုံးဖြတ်ထားခြင်းဖြစ်သည်ဟက်ဒလီသည်သူ့ကိုယ်ခန္ဓာပေါ်ရှိလွယ်၍တမျိုးတား၍တပုံချိတ်၍တနေအတိအကျထားရှိသောလက်နက်ပစ္စည်းများကျွန်တော်နှင့်တမောက်ဆုံးတွေ့စင်ကဲ့သို့တစ်ခုစီခွာချလိုက်သည်ပြီးမှကျွန်တော်တောင်ပေါက်လန်းကြောင်းနှင့်ပတ်သက်၍သတင်းပို့သည်ဈေးဖြူတောင်တန်းရှိတောင်ပေါက်လန်းသို့တွားသောတော်လန်ခီမှာခက်ခဲပင်ပန်းလာခြင်းတောင်ချက်ကြားများကြောက်ဆောင်များကြောက်တောင်များနှင့်ထူထပ်သောတစ်တော်ဝါတော်ကြီးများလန်ခီကိုတားဆီးနေကြ၏အဖျားကဲ့သို့ခြုံသောစက်ခတ်ဝါများမှာရှေ့သို့တိုး၍မတန်အောင်အန်တရပေးနေကြ၏ဒုတိယမြောက်နေ့တွင်ဟက်ဒလီခေါင်းဆောင်သောကင်းထောက်ဖွဲ့သည်တောင်ပေါက်လန်းရှိရာသို့ရောက်လာခဲ့ကြ၏ဘရင်လေတပ်တော်မှဘုံကျဲဖျက်ဆီးထားခဲ့ပြီဟုဆိုသောတောင်ပေါက်လန်းပေါ်တွင်ဂျပန်ထရက်ကားများပြေးလွှားလျက်ရှိသူမြင်ရ၏ဤမြမြင်ရလျင်ပင်ဟက်ဒလီဖို့တာဝန်ပြီးဆုံးပြီဖြစ်၏သို့တော်ဟက်ဒလီကဤမြနှင့်ချင်တတ်သောလူစားမျိုးမဟုတ်ဘုံနှင်းကတကောင်ချိန်တွင်ဟက်ဒလီသည်သူ၏အကူရဲဘော်ခေါ်၍တောင်ပေါက်လန်းပေါ်တွင်တတိထား၍ရှောင်ရင်လမ်းမှာမိခဲ့သို့သောလမ်းမျိုးဖြစ်သူကိုလက်နှင့်ကိုင်၍ဆန့်ကြည့်သည်လေတပ်ကဘုံကျဲ၍မိသည့်နေရာတွင်ပျက်စီးသည်မိတို့ပြုပြင်ထားသည့်ဘုံမှန်၍ထရက်ကားများမိတို့ပျက်စီးသည်စသောအချက်များအသေးစိတ်စုံစမ်းသည်ဤသို့တစ်ခုစီလာ၍စုံစမ်းနေစဉ်တွင်လမ်းဘေးတွင်ရှက်ထားသောထရက်ကားတစ်စီးကိုတွေ့ရ၏ကားရှိခန်းထဲတွင်ဂျပန်ဒရိုင်ဘာတစ်ယောက်သည်တခေါ်နှင့်အိပ်ပျော်နေလေသည်ဟက်ဒလီသည်ဂျပန်ဒရိုင်ဘာပြစ်တက်လိုက်ပြီးနောက်ကားထဲတွင်စင်ပြေးနှက်ပြေးထိုင်ကားထဲတွင်ပါရှိသောပစ္စည်းများအတိအကျဆင်းလုံး၍ယူလာခဲ့၏ဒီမှကျွန်တော်တို့စခန်းသို့လာခဲ့ခြင်းဖြစ်သည်ဟက်ဒလီပြန်၍လာသည့်အတွက်ကျွန်တော်ဝမ်းသာအားတန်နေလေသည်
ကျွန်တော်နဲ့ကျွန်တော်တက်မှာရဲဘော်များမှာတဝူတုံဆင်းသည့်ညီကိုရင်းတစ်ပွဲရှိနေကြပေသည်အမှတ်30စစ်ကြောင်းမှာကောရခါများတာကျွန်တော်နဲ့ခတ်ဆင်ဖြစ်နေကြတယ်ဒီတက်မှာတစ်တက်လုံးမှာကျွန်တော်ကတိုက်စုံနဲ့တကယ်တိုက်၍ကျွန်တော်အသေးဆုံးနဲ့ဝိုင်းမြဝမ်းသာဖြင့်တေချာမိသူကြီးတွေကျွန်တော်ကရန်သူသည်ကျွန်တော်အနေနဲ့ရှိနေမည်မထင်အကယ်၍ရှိနေကြရင်လည်းရန်သူသည်တားကောင်ဖြစ်ကကျွန်တော်တို့ကမို့ဆိုးဖြစ်ရမည်ကျွန်တော်ဒီတက်မှုများကိုကကင်းမြောက်အရက်ရှိမျက်နှာတို့နှစ်ဖာလုံးกว่าထိဖြန့်ချထားအမိတ်ပေးလိုက်သည်ထို့နောက်မိဘုံကြီးများထိန်ထိန်လင်းအောင်ပေါ်ကပျော်တော်နေကြရင်အခွင့်ပေးလိုက်ကျောင်းကလေးတိုက်ပွဲရဲ့အနာရခဲ့သည့်အတွက်အောင်ပွဲခံသည့်နေဖြင့်ရိတ်ခါချပေးစဉ်ကရလာသော rambling များထုတ်ပေးလိုက်ကျွန်တော်တို့ဒီစကားမပြောတတ်သည့်တတဝါများပေါ်မှာအချိန်တော်ကြောင်နေထိုင်သွားလာနေကြတော့ကအတန့်ကျကျနဲ့စကားပြောမျိုးပင်ကြောက်နေကြတော့၏ထို့ကြောင့်ပိုးမှုတို့ကကျွန်တော်အနာတို့ချီကပ်၍ကျောင်းကလေးတိုက်ပွဲအတွက်ယခုကဲ့သောအချိန်တွင်အောင်ပွဲခံပြီးဆိုသည်မှာတကယ်ပင်ပြောဆိုသောစကားဖြစ်လေသလားဟုစူးစမ်းသည်ထို့ပုံမှုအချိန်မှာကျွန်တော်ပေါ်ရင်ရှုံးမတန်တရားဖြစ်နေသောအချိန်မျိုးပင်ဖြစ်တိုက်ပွဲတွင်အာယုံဆိုင်ရလုံးတစ်ဖြစ်အုံနောက်ချောင်းသားပြီးကျွန်တော်ထင်နေရတူသည်ကျွန်တော်ကဆေးလေးတင်ငိမ်သောအမူအရာဖြင့်အောင်ပွဲခံပြီးဆိုသည်မှာတက်သားလိုက်မိဖို့များဖို့၍အရတောက်ကတချင်းဆိုကြမိဖြစ်ကြောင်းဤတီပင်လည်းအမိတ်ဖြစ်ကြောင်းပြောလိုက်ကျွန်တော်ဒီဒေါက်တာဟွိုက်တို့လူစုနဲ့အတူထား၍အရတောက်နေခြင်းစစ်တီတော်များမိဘုံပွဲတစ်ဖြည်းဖြည်းအရှိန်ရလာပြောတန်ဆိုတန်ရည်တန်မောတန်များချောင်းထက်သို့ရှံ၍တက်လိုက်မြောင်းမကြာမီအစုလိုက်တွဲ၍စကန်တွင်လှည့်လည်ရင်တချင်းဆိုသူများမူးကျင်အောင်ဆောင်သူများဖြင့်စီကားလာသည်ကျွန်တော်တို့ရလာတော့ drama ကျွန်တော်တို့လူစုတွေတကယ်မူးလောက်သေးမဟုတ်သို့တော့ထိမ့်ချုပ်ထားကြရသမျှယခုလိုဖြည့်၍လွတ်လာရတော့ကရဲဘော်တိုင်းမဲ့အုံမျိုးကအပျော်မှုမူး၍နေကြတော့၏ကျွန်တော်ကထိုင်နေရာမှာထား၍မိဘုံပွဲများရှိရတော့ဟိုဝင်တီထွက်လှည့်လဲသွားလိုက်စကားဆက်ပြီးပြောလိုက်တော့ကရဲဘော်တိုင်းအမင်းသူတို့အတွက်အလွန်တန်မိုးရှိလာတော့ run ကိုကျွန်တော်ကစေတနာပရပွားနဲ့ပေးနေကြတော့၏ညဘက်တွင်တရင်နှုတ်ရင်ကြည့်လိုက်တော့အခါလေရဲဘော်အတော်များများမှမိဘုံပေးတဲ့ကိုင်းနေအောင်ကနေကြသေးသည်ကိုတွေ့ရသည်နောက်တနေ့နံနက်တွင်အပါတင်တို့ခရီးဆက်ရထွက်ခဲ့။ထုံးစံတိုင်းတစ်စိတ်ငြိမ်သက်စွာခြေလာခဲ့။ကျွန်တော်တို့တက်မဟာလောက်တိုက်ပွဲတွင်ရဲနဲ့ပျော်ပျော်နှွှဲနိုင်သောတက်များရှိပါလေသေးစားဟုကျွန်တော်ထင်နေမိသည်။မြန်မာပြည်ရှိဂျပန်စစ်ကြောင်းများနောက်တွင်ကျွန်တော်တို့တက်မှာတိုက်ခိုက်လှုပ်ရှားနေခဲ့သည်မှာ45ရက်ရှိနေပြီ။အခန်း7မဲစာမြေတော်မြောင်မီးလောင်နေသောတက်ပြက်တဲနေ၌ဝဝေးဆာဆာဖူးပွင့်နေသောတောနှင်းစီပင်များအများပြားတွေ့ရ၏ကျွန်တော်သည်နှင်းစီပွင့်4-5ပွင့်ခိုးပြီးအိုးထုတ်တွင်ထိုးထားလိုက်ဧပြီလ23ရက်နေ့သည်ကျွန်တော်တို့သည်အပတင်ခံတက်သို့ရောက်လာပြီးနောက်ဌာနချုပ်မှညွှန်ကြားချက်များထည့်၍ရရှိခဲ့၏ချင်းတက်တပ်ဖွဲ့မှန်သမျှမြောက်ဘက်သို့ခြိတက်ရန်သည်ဗိုလ်ချုပ်ကြီးစတီဝဲကချင်းတက်တပ်များအင်းတော်တစ်ဝိုက်တွင်လှုပ်ရှားတိုက်ခိုက်နေခြင်းမှာချင်းတက်များတွင်ရှိသောလူရင်အားနှင့်စားလျှင်သူ့ဟာဘာမှအထောက်အကူပြုရမရဟုယူဆသည်စတီဝဲကကျွန်တော်တို့ချင်းတက်များသူ့ကိုယ်ကဲတိုက်ခိုက်နေသောမြစ်ကြီးနားတိုက်ပွဲတွင်ပို၍ထိခိုက်စွာပါဝင်တိုက်ခိုက်စေခြင်းသည်ခွေးပတ်ကွန်ဖရင့်မှာချမှတ်လိုက်သောဆုံးဖြတ်ချက်အရချင်းတက်တပ်ဖွဲ့နှင့်ချင်းတက်တပ်ဖွဲ့လေကြောင်းမှအထောက်အကူပြုနေသောအမေရိကန်ကွန်မန်ဒိုလေတပ်သည်ဗိုလ်ချုပ်ကြီးစတီဝဲအားကု၍တိုက်ပေးရမည်ဖြစ်ကျွန်တော်တို့၏အမှတ်111တပ်မဟာသည်ဌာနချုပ်မှညွှန်ကြားချက်အရမြောက်ဘက်သို့ခြိတက်ပြီးဟိုပင်မြို့အလွန်မိရထားလမ်းဘေးနှင့်မလှမ်းမကန်တွင်ခံတပ်တစ်ခုတည်ဆောက်၍ဆက်လက်လှုပ်ရှားတိုက်ခိုက်ရမည်ဖြစ်သည်အမှတ်14တပ်မှာသည်ကျွန်တော်တို့နောက်မှမြန်နိုင်သမျှမြန်လိုက်ပါခြိတက်ပြီးကျွန်တော်တို့လှုပ်ရှားမှုစစ်ကူပေးရမည်ဖြစ်မိုက်ဦးစီသောအမှတ်89တပ်မှာမူမိုးကောင်းတက်ရောက်တိုက်ခိုက်သိမ်းပါရမည်အနောက်အာဖရိကတပ်များမြို့ဖြူတော်ခံတပ်ကိုဆက်လက်ထိန်းထားရမည်ဖြစ်သည်ကျွန်တော်ကဟိုပင်မြောက်ဘက်တွင်ခံတပ်အသစ်တက်တိဆောက်ပြီးတက်ဆွဲနိုင်သောအခါအနောက်အာဖရိကတပ်များကမြို့ဖြူတော်ခံတပ်ဆွန့်လွတ်၍မြောက်ဘက်သို့တက်လာရန်တာဝန်ပေးထားသည်အင်ဖာမှမြန်မာပြည်တွင်ရောက်သည့်အထိတော်များတောင်များမြင့်များဖြတ်တန်း၍ခီးချမ်းကြီးချီတက်လာပြီးနောက်အင်းတော်ကိုအကြိမ်ကြိမ်ဖန်တိုက်ရသဖြင့်မောဟိုင်းနေသောအမှတ်16တပ်မဟာမူမြန်မာပြည်မှလေကြောင်းဖြင့်ပြန်၍ခေါ်ယူသွားမည်ဖြစ်သည်ကျွန်တော်ဒီအပါတင်မှဆက်လက်ချင်မတမ်းမီကျွန်တော်တိဆောက်မိခံတဲ့အတွက်တင့်လျော်မိနေအောင်အပေါ့စားလေးရင်လေးတစ်စီးဖြင့်ရှာဖွေကြည့်ရှုသည်မြို့ပြူတော်ခံတက်သို့လည်းတွားရောက်ကစတွေ့နဲ့လက်တွေ့မိတို့ကွာခြားသည်ကိုလေ့လာစစ်ဆေးကြည့်ရှုသည်အပါတင်မှလေးရင်ပြန်တက်သည်ဆိုလည်းမြို့ပြူတော်ခံတက်ကိုအထင်းသာမြင်နေရတော့၏ ခံ
တက်နှင့်ခန့်တက်ပတ်ဝန်းကျင်ရှိတစ်ပင်များပေါ်တွင်လေထီးများသည်ဖွေးဖွေးလုံနေသည်ခန့်တက်၏သင်္ကေတများသာသည်ခန့်တက်ပတ်ပတ်လည်အတွင်းရှိအတွင်းကျိုးဝိုင်းအပြင်ကျိုးဝိုင်းများပေါ်တွင်ရှုမကောင်းမြင်မကောင်းဖြစ်နေသောရန်သူအလောင်းများအတိုင်းသာမြင်နေရ၏ဤအလောင်းကောင်များလောင်မီလက်နက်များဖြင့်ဖျက်ဆီးကထုံးများထူထူဖက်ဖြန်းထားတော့လဲခြေပြောက်သွားခြင်းမရှိပဲအနံ့အသက်များမှာကောင်းကင်မှာပဲမခံနိုင်လောက်အောင်တထောင်ထောင်ထားနေလေသည်ရှိသမျှအသက်ပင်များတော့လည်းအရွက်ဟူ၍တရွက်မှမရှိတော့ဂျပန်များသည်ညနေ6နာရီထိုးသည်နှင့်တပြိုင်နက်မြို့ဖြူသောခန့်တော်အမြောက်ဖြင့်ဆက်၍ပြပြီးအလုံးရင်းဖြင့်တက်မဲ့လာရောက်တိုက်ခိုက်ကြသည်မှညတိုင်းပင်ဖြစ်တော်၏ခန့်တက်တွင်ရှိခန့်စစ်အစီမံများတိကျစွာလေ့လာပြီးနော်ကျွန်တော်သည်စဉ်းစားရင်အဘတင်ခန့်တက်သို့ပြန်လာခဲ့၏နောက်တစ်နေ့နံနက်တွင်ကျွန်တော်တို့တက်မှာသည်စစ်ကြောင်းနဲ့ကြောင်းခွဲ၍မြင်းပြိုင်ပေးနေသောလမ်းနှစ်လမ်းမှမြောက်ဘက်သို့စတင်ချီတက်လာ၏ကျွန်တော်တို့သည်ကချင်အမျိုးသားများနေထိုင်သည့်တောတောင်များဖြတ်တန်း၍တွားကြမည်ဖြစ်လေသည်လမ်းသည်မဲဆာမြဝန်းတိုင်းမြောက်ဘက်သို့ရှေ့ရှုလျက်ရှိမကြမီပင်လမ်းသည်ပို၍ကျဉ်လာလေသည်တနိုင်ခန့်ချီတက်ခဲ့ပြီးနောက်ကျွန်တော်တို့သည်မဲဆာတစ်ဖက်ကန်းသို့ကူးကြရ၏10မိနစ်ခန့်အကြာတွင်တောထူသောတောင်များရှေ့မှစီးနေပြန်သဖြင့်မဲဆာမြို့ပြန်၍ဖြတ်ကူးရပြန်သည်နောက်ထပ်9မိနစ်ကြာလာပြန်သောအခါမဲဆာမြို့ကိုပင်ပြန်၍ကူးရပြန်၏လမ်းမမှန်ရလားကျွန်တော်ကထောင်ထဲအရာရှိဖြစ်သူဟဲဒလီကမတင်ကားသောမျက်နှာဖြင့်မေးလိုက်မိသည်မှန်ပါဗျာဟဲဒလီကမချင်မနှက်တန်ကြီးဖြင့်ပြောရင်ရှေ့သို့လက်ညှိုးညွှန်လိုက်ကဟိုမှာကြည့်ဆိုင်ဖြတ်ကူးရမယ့်နေရာတစ်ခုရောက်လာပြန်ပြီထိုက်၍ဆိုလိုက်သည်နောက်တို့သည်မဲဆာကိုပြန်၍ကူးကြရပြန်၏စစ်တီတော်တိုင်းခြူတန်းပေါင်းညီးလာကြ၏မဲဆာသည်မြစ်ကူးနေရာ၌ပြန်မြခြင်းအပြင်2ပေနိုင်၍9ပေခန့်ကျဲသည်တောင်ချက်ကြားများညှက်နေသည့်နေရာများတွင်ရှေးရပို၍နတ်ကအစီလန်ပို၍မြန်သည်ကျွန်တော်တွေ့ကြရသောမြစ်ကလေးများနဲ့မဲဆာသည်အလွန်လှပသောမြစ်ကလေးတစ်စင်းပင်ဖြစ်၏သို့သောကျွန်တော်တို့သည်ဧပြီလ25ရက်နေ့တနေ့တည်းတွင်မဲဆာကို45ချိန်တိုင်ဖြတ်ကူပြီးမဲဆာမြစ်ထဲတွင်10မိနစ်ခန့်စီထား၍အမောဖြေကြသောအခါစစ်တီတော်တိုင်းမဲဆာကိုဆဲ၍လာကြတော့၏ခြေချစရာဆို၍ဆင့်ချရာခွက်လောက်မှမြေမာနေအောင်မတွေ့ရကျွန်တော်တို့သည်ရှေးထဲတွင်သာတလျှောက်တီရှောက်နေရသဖြင့်ရေပန်းအန်းကြီးများနှင့်တူနေလေသည်ကျွန်တော်တို့မှာမဲဆာ၏တဘာဝလောက်ဇင်ခံ၍ချိနေမိသည်ကန်းတစ်ဖက်တစ်ချက်တွင်တစ်ခါတွေ့ရသောကြောက်ကဘာကြီးများကိုချီရလဲရန်သူများအကယ်၍ခြုံခိုတိုက်ခိုက်ခဲ့သောဤသို့လောက်ရပါဟုတွေးနေမိသည်ဟိုနေ့ညတွင်နားနေအစံအတွက်စကန်ရှာသည်မှာဖတ်မောနေရတော့၏လွင်ကြီးဟူ၍တနေရာမှမတွေ့ချိလေရာတွင်ရေကြီးသာဖြစ်နေလေသည်အတော်ညနက်မှဂိုက်300ခန့်တစ်ဆက်တည်းရှိနေသောမြေနေရာတစ်ခွက်ကိုတောင်ဘက်ကဘာပေါ်တွင်တွေ့ရ၏လူ1000လောက်နဲ့လား200လောက်မှဂိုက်300ခန့်ကျဲသောခွက်လက်တွင်တယောက်နှင့်တယောက်ထပ်၍အိတ်ကြ၏ကိန်းများကိုမြက်ထက်နှင့်အောက်တွင်တစ်ပင်ခွာကြောင်များပေါ်၌ချ၍ထားသည်နောက်တနေ့တွင်မဲဆာမြို့နောက်ထပ်အချိန်20တိတိဖြတ်ကူးရပြန်သည်မြစ်တစ်ခုလုံးအရွက်များဖားဝင်နေသောတစ်ပင်များဖုံးလာသည်ရေရအေးမြနေလေသည်အတန်းကြာချီတက်မိသောအခါကျွန်တော်တို့သည်မဲဆာမြစ်ကိုနောက်တွင်ခြံထားကြရပြီးလိုင်းလုံးကြီးများကဲ့သို့မြင့်ချေနှိပ်ချေဖြစ်နေသောတောင်ကုန်းများကိုတကုံးပြီးတကုံးဖြတ်ကျော်ရပြန်၏နေဆောင်လာသောအခါတခုသောတောင်ကမူလေးပေါ်၌နတ်ဆင်တစ်စံတွေ့ရ၏ကချင်တို့နတ်ဆင်၏နောက်တို့သည်ရွာသို့ရောက်ပြီးတော်မူကချင်အမျိုးသားများသည်ရွာအဝင်ဝများ၌ဤကဲ့သို့သောနတ်ဆင်များစောက်ထားလေရှိသည်မှာတမတာပင်ဖြစ်ဝါဖြင့်ဆောက်လုပ်ထားသောနတ်ဆင်သည်9ပေခန့်မြင့်သည်ကျွဲကောင်းနွားကောင်းများချိတ်ဆွဲထားသည်ကိုမြင်ရ၏နောက်တို့သည်ကချင်ရွာထဲသို့ဝင်လာခဲ့ကြ၏ကချင်အမျိုးသားများသည်ကျွန်တော်တို့ဗြိတိရှတပ်များ1942ခုနှစ်စစ်ဆုပ်စဉ်၎င်း1943ခုနှစ်ဝင်းခိတ်တပ်များဝင်ရောက်လာစဉ်၎င်းအမျိုးမျိုးအကူအညီပေးခဲ့ကြ၏နောက်တို့ရောက်လာသောရွာမှာကဲရွမ်းကားဟုခေါ်သောရွာသည်ရွာသူရွာသားများသည်ကျွန်တော်တို့ဟာခေါင်းရည်ဖြင့်အခန့်ချသည်ကချင်လူကြီးများမှများစွာဖော်ယူလာ၏တနက်ကင်လာသောရန်သူသာတွေ့နေကြရသောကျွန်တော်တို့သည်ခေါင်းရည်ဘူးဖြင့်အသင့်ဆောင်ကြုံနေသောကချင်မိတ်ဆွေများတွေ့ရသောအခါမိမိတို့တိုင်းပြီးမိမိတို့အိုးအိမ်သို့ရောက်လာရသလိုစိတ်အေးလက်အေးပျော်ပျော်ရွှင်ရွှင်ဖြစ်လာကြ၏ညစ်ပတ်တော်လဲလှပသောမျက်နှာနှင့်တောင့်တင်းသောကိုယ်ခန္ဓာရှိသည့်ကချင်လုံးမပြိုများသည်ကျွန်တော်တို့ဟာအခန်းတကားဝါမှာပြုတ်တက်လုံ၍ကြည့်နေကြ၏ကလေးတယောက်ကကျွန်တော်တို့ရှိရာသို့လေးဘက်တွား၍လာနေသည်ကျွန်တော်သည်နှလုံးမှွေလျော်၍နေလေသည်ကျွန်တော်တို့သည်တစ်ချက်များကောင်းစွာနားနေအိပ်ဆက်ကြပြီးနောက်မြောက်ဘက်သို့ဆက်လက်ချီတက်လာ၏နေရချစ်တောက်ပူဟာခီးကကြမ်းလွန်သဖြင့်စစ်တီတော်များမှပတ်ဟိုင်လျက်ရှိကြ၏
နေ့လယ်ဘက်တွင်ကျဲသောနန်းဆန်ချောင်းကံပေ၌ခေတ္တရနာနေစဉ်အပေါ့စားလေရင်တစ်စင်ရောက်လာပြီးကျွန်တော်တို့အတွက်လေကြောင်းမှရိုက်ကူလာသည့်ဓာတ်ပုံများလေထီးဖြင့်ပစ်ချပေးသွားသည်ဟိုပင်မြောက်ဖက်တွင်ကျွန်တော်တို့တိဆောက်ရမည့်ခံတက်နေအောင်လေကြောင်းမှဓာတ်ပုံရိုက်ယူပြီးနောက်ကျွန်တော်ထံလာရောက်ပေးသွားခြင်းပင်ဖြစ်ကျွန်တော်တို့သည်နန်းဆန်ချောင်းဝမ်းမှဆက်၍ထွက်ခဲ့ကြ၏လမ်းမှာတောင်တက်တောင်ဆင်းများပြီးဝယုံတော်များရှေ့မှပိတ်စီးနေသဖြင့်နိုင်ဝကြတိုင်းရှေ့ပြေးချီတက်စုလူလဲပေးနေရသည်လမ်းပေါ်တွင်ဖုံးနေသောဝါရွက်များဝါခိုင်များကြောင့်ခြေလန်းလှမ်းလိုက်တိုင်းချော်၍ထွက်နေချွေးများမှာရေချိုးထားလို့ဆိုရွှဲနေလေသည်စစ်တီတော်များမှာမောဟိုက်ပင်မန်လုံးဖြင့်နီးရဝယုံဖုံးတွင်တွဲခိုကခဏခဏနာကြရ၏အသက်ရှူရသည်အပြင်ပင်မန်သောအလုပ်ကြီးတစ်ခုဖြစ်နေတော့၏ဤကဲ့သို့ခက်ခဲပင်မန်သောခီးကြောင်နှစ်ရက်တိုင်တိုင်ဆက်၍သွားကြပြီနော်ကျွန်တော်တို့ဒီတောင်ကုန်းတကုန်းပေါ်သို့လေးဘက်ထောင်၍တက်ခဲ့ကြကကျုံပုတ်ကလေးများအောက်တွင်ရှက်နာလိုက်ကြ၏စခန်းချရနာသည့်နေရာမှာမြောက်ဘက်သို့မျှော်ကြည့်လိုက်လျင်နေမီအနေထားသည်တဖြည်းဖြည်းပြေး၍ဆင်းသွားသည်ကိုတွေ့ရ၏ဤမြေပြန့်အစုံနှင့်မြမပြည်၌အကြီးဆုံးကံဖြစ်သောအင်းတော်ကြီးကံသည်ဝင်လူဆယ်နေအောင်ခြေတွင်ရွှေရီဖြန်းထားတဲ့ကဲ့သို့ရှိနေအင်းတော်ကြီးကံနှင့်မန္တလေးမြကြီးနာရထားလုံးအပန်းတကြီးကားစီးလျက်ရှိသောတောင်ကုန်းများပေါ်တွင်မိုးသားတိမ်လိမ်များတရွေ့၍တက်နေသည်ကိုမြင်ရလေအင်းတော်ကြီးကံသည်9မိုင်ခန့်ကျယ်၍14မိုင်ခန့်ရှိလျက်ဤကံကြီးပတ်ပတ်လဲခွင်းများခြေရွာများရှွန့်ထူသောချောင်းများနှင့်ကိုင်းတော်ကြီးများရှိနေဤခီးကြီးကိုဖြတ်တန်း၍ကျွန်တော်တို့ခြိတက်ရပေုံမည်ကျွန်တော်ကဘဲတောင်မှန်ညတောင်မှန်ဖြန့်၍ခြိတက်ရန်ဆုံးဖြတ်လိုက်သည်လေရင်မှလာရောက်ရိတ်ခါချပေးရန်ရှိနေသဖြင့်တော်မီယာခိတ္တများတာဝန်လွှဲလာပြီကျွန်တော်တိဆောက်ရမည့်ခံတက်အတွက်နေအောင်မြေပုံများလေချောင်းဓာတ်ပုံများဖြင့်ညှိနှိုင်း၍ရှာကြည့်နေသည်တနိုင်နှစ်နိုင်ခန့်များကြောင်းတွင်ခံတက်တိဆောက်မည့်နေအောင်ရွေးချယ်ရသည်နန်းကွင်းရွာနှင့်များစွာမဝေးလာသောနေရာတွင်ချောင်းနှစ်ခုဆုံရာဒေသရှိသည်ထိုနေရာတွင်တောင်ကုန်းတောင်တန်းများလည်းရှိသည်ဤနေရာသည်ခံတက်တိဆောက်ရန်ကောင်းမည့်နေရာကိုယူဆရ၏ဤနေရာ၏တောင်ဘက်နှင့်မြောက်ဘက်တွင်ခံတက်တည်၍ရှာနိုင်မည်ဟုထင်ရသောနေရာများကိုလည်းတွေ့ရ၏သို့သောပထမရွေးချယ်ထားသည့်နေရာဟန်မကြမှာတခြားနေရာများလိုက်လံကြည့်ရှုတော်မူစိတ်ကူတာသည်ကျွန်တော်ရွေးချယ်ထားသောပထမနေရာမှာလည်းကျွန်တော်စိတ်တိုင်းကြဖြစ်နေမည်မဟုတ်သေးကိုကြို၍မြင်ထား၏အဘယ်နေရာသည်နတ်ဖန်၍ထားလို့ကျွန်တော်စိတ်တိုင်းကြအသင်ဖြစ်နေပါမည်နိသို့သောစိတ်တိုင်းကြနေရာရှာ၍မရတိုင်းအချိန်ကိုကြောင်လုံနေရမဖြစ်ယခုရွေးချယ်ရန်စိတ်ကူတာသောနေရာတွင်ပထမတွားရောက်ကြည့်ရှုရမည်တခြားနေရာတို့ပါတွားရောက်ကြည့်ရှုနေမည်ဆိုရင်9ရက်ခန့်ကြာနေပေုံမည်ဤအချိန်တွင်ရှမ်းသူဂျပန်များမန္တလေးမြကြီးနာရထားလိုင်းအနောက်ဘက်ရှိတော်ထဲတွင်ကျွန်တော်တက်မဟာရောက်နေကြောင်းသိရှိသွားပေတော့မည်ယခုကျွန်တော်ရွေးချယ်ထားသောနေရာသည်မြောက်ဘက်တွင်အပြင်းထန်တိုက်ခိုက်နေသောမြကြီးနာတိုက်ပွဲနှင့်နီးကပ်နေလျက်ရန်သူများသည်ကျွန်တော်ခံတောင်းပြင်းပြင်းထန်ထန်လာရောက်တိုက်ခိုက်မည်ယူဆရသည်မြို့ဖြူသောခံတပ်တွင်မာရီတံများတွေ့ကြရသောဒုက္ခထက်ကြီးကျယ်သောဒုက္ခကိုကျွန်တော်တို့ကတွေ့ရမည်မြင်နေသည်ကျွန်တော်ရွေးချယ်ထားသောနေရာမှာမိုးကောင်းတောင်ဘက်-20ကွာကာမိုင်းနှင့်မြကြီးနားလမ်းတို့တွေ့ဆုံရာအရက်တွင်ဖြစ်ဂျပန်တို့သည်မြကြီးနားတွင်ခန့်စစ်ပြုလျက်ရှိပြီးကာမိုင်းအထက်တွင်ဗိုလ်ချုပ်ကြီးစတီဝေးတပ်များတိုက်စစ်ဆင်လျက်ရှိသည်တို့ဖြစ်၍မိုးကောင်းမှာဂျပန်တို့အတွက်ရိတ်ခါနှင့်ခဲများတိုးလောင်ရနေရာကယ်ယူပို့ဆောင်ရေးမော်တော်ယာဉ်များစုယုံနေရာတိုက်ပွဲမှဒဏ်ရာရသူစစ်သည်တော်များပြုစုကူတာရာနေရာဖြစ်ရပေတော့မည်ဤသို့ဖြစ်လျှင်ကျွန်တော်တို့ခံတက်သည့်ဂျပန်တို့အချက်ချနေရာဖြစ်သောမိုးကောင်းနယ်နိမိတ်အတွင်းသို့ရောက်ရှိနေပေတော့မည်ကျွန်တော်ခံတက်သောအမှတ်ဆက်လေးတပ်မဟာသာနောက်မှကဲ၍လိုက်လာတယ်ရန်သူတို့၏အချက်ချနေရာဖြစ်သောမိုးကောင်းကျွန်တော်တို့ကကြွက်ကိုကြောင်နိုင်တဲ့ကဲ့သို့အနိုင်ပြု၍ခဏခဏဒုက္ခပေးနေနိုင်တော်မည်သို့သောအမှတ်ဆက်လေးတပ်မဟာရောက်မလာမီချိန်နဲ့ကျွန်တော်ခံတက်တိဆောက်ရမပေးမီအချိန်တွင်နေမှုအချိန်နဲ့သည့်ပြောင်းပြန်ဖြစ်နေမည်ကမဟုတ်ချရန်သူနယ်မြေတွင်လေရင်ပြေးလန်းကြောင်းတိဆောက်၍ကျွန်တော်တို့ခံတောင်းတန်ဆူးကျိုးအထက်ထပ်ကားမိအလုံးမှလွယ်ကူသောအလုံးမဟုတ်မိတော့ဝင်ဖြစ်စေကျွန်တော်တို့သည်မြန်ထက်ထက်နဲ့တွတ်လက်လုံးရပြီးတော့မည်ကျွန်တော်သည်မြေပုံပေါ်ရှိခံတက်ဆောက်လုံးမိနေအောင်ပြန်၍ကြည့်လိုက်မိုးဆိုးစကန်ခေါ်သောနေရာမှာတော်လန်ကလေးတလန်သည်တောထူသောတောင်များပေါ်မှဖြတ်ကနန့်ကွင်းရွာစီသို့ပြေးနေသည်ကိုတွေ့ရသည်မိုးဆိုးစကန်သည်အင်းတော်ကြီးကန်တစ်ဖက်ဆွန်ရှိကိုင်းတော်ကြီးကန်တွင်ရှိလေသည်ကျွန်တော်သည်တက်မှာတတလုံးရိတ်ခါများနဲ့တကွာမိုးဆိုးစကန်တွင်ခြေကုပ်ယူပြီးနောက်ကျွန်တော်တိဆောက်မိခံတက်စီသို့ဆက်လက်ချီတက်မည်ဟုဆုံးဖြတ်လိုက်သည်နောက်တစ်နေ့နံနက်တွင်
ငါတို့ဒီအင်းတော်ကြီးလွင်ပြင်ကိုဖျက်၍ချီတက်လာခဲ့ကြ၏ရွာကလေးတွေရွာတွင်တဲကလေးတဲအတွင်း၌အိပ်ပျော်နေသောဂျပန်စစ်သားချို့တွေ့ရှိတုတ်တင်လာရ၏ဂျပန်စစ်တပ်မှစစ်ပြေးများဖြစ်လေသလားဟုတွေ့ရသည်နေ့လယ်ရနာချိန်တွင်ကျွန်တော်တို့သည်အင်းတော်ကြီးကန်ထဲသို့ဆင်း၍အလှည့်ကျရေချိုးကြသည်နှော့သည်ရေထဲတွင်ပတ်လက်လန်၍ဖြည်းဖြည်းချင်းကို၍ကောင်းကင်တွင်ရွက်တိုက်နေသောတိမ်ဖြူများကိုစိန်ခံ၍ကြည့်နေမိတိမ်များသည်ကျွန်တော်စိတ်ကူးထဲတွင်လေရင်များဖြစ်လာကြ၏ကျွန်တော်တို့ကသာကောင်းကင်ကိုလေချောင်းမှအုပ်ဆိုရင်မထားနိုင်ရလေယခုကျွန်တော်တို့တိုက်နေသောတိုက်ပွဲမျိုးတိုက်မှတိုက်နိုင်ပါမည်လားဟုစဉ်းစားနေမိရန်နာသည့်စကားမှာဆက်လက်ထွက်ခွာလာကြတော့ကရှုံးပွဲအိုင်ကြီးများစင်တရက်ခံမြင့်သည့်ကိုင်းတော်ကြီးများသည်ကျွန်တော်တို့ရှေ့မှတားဆီးနေသည်ကိုတွေ့ရ၏ကျွန်တော်တို့သည်ကုန်း၍ရှုံး၍ခက်ခက်ခဲခဲချီတက်ရသည်လူလျားနှင့်နင်းလယ်ဘက်တွင်အင်ချစ်9အိမ်သာရှိသောမိုးဆိုးစခန်းသို့ရောက်လာကြ၏နောက်တစ်နေ့တွင်ကင်မရွန်တပ်သားများဆက်ရောက်လာသည်နောက်တို့သည်လေကြောင်းမှလာရောက်ချပြီးတော့ရိတ်ခါခဲနှင့်လက်နက်များ2ရက်3ရက်ဆက်၍ကောက်ယူကြ၏ခန္ဓာတိဆောင်မီနေရာသို့ဆက်လက်ချီတက်ရန်အသင့်ဖြစ်နေလေသည်မေလ9ရက်နေ့နနက်တွင်အမှတ်30စစ်ကြောင်းကမိုးဆိုးစခန်းတွင်ဆက်လက်၍ခြေကုပ်ယူထားရန်ခြံထားခဲ့ပြီးနောက်တရင်2ရင်ဖြင့်ချီတက်လာခဲ့သည်မိုးဆိုးစခန်းတောင်ထွက်ပြသောနော်ကူသို့တက်ရသည်မှာရှိလျားသလောက်မဆောင်လာသည်နော်သည်အမှတ်30စစ်ကြောင်းမှတက်မှုကနော်ကူတောင်ထွက်တွင်၎င်းနော်ကူနှင့်မိုးဆိုးစခန်းကြားရှိလမ်းများတွင်၎င်းခိုင်ခန့်သောအဆောက်အအုံများချထားရန်ညွှန်ကြားထား၏မဆောင်သောနော်ကူသည်ကျွန်တော်တို့ကဒူးများတစ်ဆက်ဆက်တုံလောင်ဒုက္ခပေးနေရလဲချစ်တောင်ပူနေသည်အားကိုအားထားပြုတ်နေရသောမြေပုံကလည်းဤနေရာရောက်မှကမောက်ကမဖြစ်နေရ၏မိသည့်ကွန်တိုမင်းများကိုချီ၍မိတို့ဆက်လက်ချီတက်ရမျိုးပင်မဆုံးဖြတ်တောင်ဖြစ်နေရ၏ကွန်တိုမင်းကြောင့်တစ်ကြောင်ချီပြီး9ခါလောက်ပြန်၍စဉ်းစားနေရသည်ယနေ့ဆက်ရောက်မီရွာမှာပယံကွမ်းရွာကိုကျွန်တော်ကတတ်မှတ်ထားသည်ပယံကွမ်းသည်အရှိတ်ဘက်သို့တဖြည်းဖြည်းနေ၍ဆင်းသွားပြီနန့်ကွင်းချောင်းထဲသို့ပုံရှိုးပြောက်ကွယ်သွားသောတောင်ကျောတစ်ခုပေါ်တွင်တည်ရှိနေကြောင်းမြေပုံကထင်းထင်းရှားရှားပြလာ၏ကျွန်တော်တို့ဒီတောင်ကျောချင်းမှား၍တက်မိပြီးတစ်နေ့လုံးတထောင်ဆင်းလိုက်တထောင်တက်လိုက်လုံးနေရမည်ဒုက္ခမျိုးနဲ့မတိုးမိစေရန်အတွက်ပယံကွမ်းတောင်ကျောပေါ်တွင်အမြင့်ဆုံးသောနေရာကိုရွေး၍ချီတက်သည်ပယံကွမ်းသည်ကျွန်တော်တို့အတွက်တရုတ်ပဟိနီလိုဖြစ်လာလေသည်ကချင်လူမျိုးများသည်မိမိတို့တောင်ပေါ်ရွာလိုတည်ထားကြ၌တောင်ရသည်ရွာ၏အဓိကမှတ်တိုင်ကြီးဖြစ်ရှိနေလေသည်တောင်ရမြေဩဇာညံ့၍လာသည့်အခါရွာရှိလူများသည်တခြားတနေရာသို့ရွှေ့ပြောင်းရစမြဲဖြစ်ကထိုရွာကိုလည်းရခင်တိုင်းပင်မှဲ့ခေါ်လေးရှိကြသည်ရွာဟောင်းနှင့်ရွာတက်မှာတစ်ခါတမိုင်ခန့်သာကွာတက်လျက်တစ်ခါလည်းမူ14-5မိုင်ထိဝေးနေတတ်၏နော်တို့ရှေ့ရှုချီတက်နေသောပယံကွမ်းသည်တောဖုံးနေသောတောင်ရအိုတောင်ရပြတ်တစ်ခုသာဖြစ်ကောင်းဖြစ်နေပေမည်နေဝဲမိုးချုံလာသည့်အထိပယံကွမ်းကိုရှာပုံတော်၏ဖွင့်ကတခြားတဲ့ရှာနေကြ၏လူများတောင်ကလားများပင်ရှင်းငတ်သည့်တန်မောဟိုက်သည့်တန်ကြောင့်ရင်ထိုးဖြစ်နေကြ၏ပယံကွမ်းသို့ရောက်လင်ရေရရှိမိမှသိချသည်ယခုမူပယံကွမ်းကိုရှာမတွေ့နိုင်သောကြောင့်လူရောလားများပါရေကြီးတော်ပြတ်၍မတ်တက်ကလဲရမလို့ဖြစ်နေလေသည်မြေပုံရကျွန်တော်တို့သည်ပယံကွမ်းရွာပေါ်သို့ရောက်နေပြီဖြစ်၏သို့သောလူနေအိမ်ချီတိမ်မှမတွေ့ရကျွန်တော်သည်ကချင်များကို၎င်းမြမပြေကို၎င်းတောင်ရကို၎င်းကျင့်ဆဲနေမိတော့၏မိုးဆိုးစခန်းမှထွက်မလာမီကစားနေငယ်မြို့ချ၍ရေတဝ၏တောက်ခရသောကြောင့်လားစစ်တီတော်တိုင်းယခုအထိထူထူထောင်ထောင်နေနိုင်ခြင်းပဲနောက်တို့သည်ရောက်တည်နေရတဲ့စခန်းချအိတ်ဆန်ဆုံးဖြတ်လိုက်လူများအတွက်ရောလားများအတွက်ပါရေတစမ်းမှမရှိနောက်သည်မျက်စိလည်းလမ်းမာ၍ကြောက်ကဘာသို့ကြာသူလိုဖြစ်နေလေပြီလားဟုထင်မိသည်နောက်သည်မုံမောနှင့်အိပ်ပျော်အိတ်တော်မျိုးစိတ်ကိုလျှော့လိုက်တက်မဟာမှုတရားနဲ့လမ်းစာပြောင်းရခြင်းမှာရှက်စရာမဖြစ်လာခဲ့ရသောခီကိုတဖန်ပြန်၍နှင်လက်နောက်သို့ပြင်ရမည်လက်ခံကျွန်တော်သည်မောဟိုက်နေတော့လဲအိပ်၍မရအောင်ဖြစ်နေစိတ်တုန်နေတော့ကျွန်တော်သည်နောက်တစ်နေ့တွင်လဲကြံလန်းတိုင်းမှာရှေ့သို့ဆက်၍ချီတက်ရမည်အမိန့်ပေးလိုက်လမ်းစာပြောင်းနေသူမပြားဟုရဲဘော်များထင်စေရန်ဖြစ်နောက်တစ်နေ့နနက်တွင်ကျွန်တော်တို့သည်ရှေ့သို့ဆက်၍ပင်ချီတက်သည်ခြေလန်းတရားများမလှမ်းရသေးခင်ထောင်လန်း၏အရာရှိဖြစ်သူဟဲဒလီယာခဏနေကြပါအောင်မြို့ရုတ်တရက်អွန်လိုင်းပြီးတောငှက်ပြောတော့တော်ရှိရာသို့ပြေးဝင်သွားသည်အတော့သည်အားတက်၍လာလေသည်ငှက်ပြောတော့ဆိုသည်မှမြို့ပေါ်တွင်စားနေသောငှက်ပြောသည်များ၏မူလအရင်ခံသာဖြစ်ရာတောငှက်ပြောတော့တော်တွေ့နေရခြင်းအရလည်းမြို့မှလူများမူလအရင်ခံဖြစ်သောတောမှလူများအိန္ဒိယတစ်ဝိုက်တွင်ရှိနေကြောင်းဖော်ပြသည့်တာရကပင်ဖြစ်နေပြီတော်မူ
ဟဲ့ဒီလေးဒီအိမ်ရမအဟောင်းတစ်ခုဆွဲရင်တောထဲမှာပြေးထွက်လာ၏နော်တို့ဒီညပယံကွမ်းရွာဟောင်းတွင်အိပ်ဆက်ခဲ့ကြခြင်းဖြစ်တောင်ပေါ်မှတောင်သို့အနှဲငယ်ဆင်းလိုက်တော့ကစမ်းကြောင်းကလေးပဲရှိပယံကွမ်းရွာတဲ့ကိုဝမ်းမြောက်ဝမ်းသာတွေ့ကြလေသည်နော်တို့ဒီစမ်းကြောင်းပဲစခန်းချကြ၏ခန်းတက်ဆောင်ရွေးချယ်ထားသောနေရာနှင့်2မိုင်သာကွာတော့သည်နော်ဒီနောက်တစ်နေ့နံနက်တွင်ခန်းတက်ဆောင်ရွေးချယ်ထားသည့်နေရာသို့အဖွဲ့ကလေးတစ်ဖွဲ့ဖြင့်တွားရောက်ကြည့်ရှုမည်ဆုံးဖြတ်လာ၏ကျွန်တော်တို့အဖွဲ့တွင်လူ4-5-6ယောက်သာပါရမည်လူများလည်းရှန်သူအားချက်ချင်းပင့်ခေါ်လိုက်ကြသို့ရှိနေပြီတော့မည်အနော်နဲ့တူအိုက်ပါရမည်အဖွဲ့သားများတွင်မလိုက်ပဲနေ၍မဖြစ်သူမှာလေရင်ပြင်းလန်းကြောင်ဖောက်၍ဖြစ်နိုင်မဖြစ်နိုင်ဆုံးဖြတ်ပေးရမည်လေတက်အရာရှိဖြစ်သည်မြန်မာအမျိုးသားများနဲ့တွေ့လင်စကပြန်ဖြစ်ဆောင်ရမည်ဘာမှရိုက်ဖယ်မှအရာရှိတယောက်နဲ့မုတ်ချလို့သည်ဤနှစ်ယောက်ပြင်ကျွန်တော်တို့စောင့်ရှောက်လိုက်ပါမည်သူ6ယောက်9ယောက်လောက်လို့သည်ချင်းတဲ့စစ်စင်နဲ့ပတ်သက်သောစာရွက်စာတမ်းများမြေပုံများမှတ်စုများအားလုံးသူပင်ပယံကွမ်း၌ထားကြရမည်ဖြစ်သည်အတော့ဒီခန္ဓာတည်ဆောင်ရမည်ရွေးချယ်သမယာ၌အင်္ဂလိပ်စာလုံး6လုံးမူတည်၍ရွေးချယ်ရမည်ဖြစ်ထိုစာလုံး6လုံးမှာ FOA BWA ဟူသောအလွန်မှတ်ရလွယ်သည့်စာလုံးများသည် F သည် Field of Ra O သည် Observation A သည် Protection against Artillery B သည် against Bombing W သည် Water နောက်ထပ် A သည် Airfield ဟိုရဲ့ရှယ်အောင်ဆိုရရင်ကျွန်တော်ဒီဆောင်မိခံတက်နေရရင်ပြက်ကွင်းကောင်းသည့်နေရာလည်းရှိရမည်ကြီးကင်းစကန်ကောင်းသည့်နေရာလည်းဖြစ်ရမည်ရန်သူအမြောက်တံကိုကာကွယ်နိုင်ခြင်းလည်းရှိရမည်ရန်သူကဘုံကျဲတိုက်ခိုက်သူလည်းမဖြုံသည့်နေရာဖြစ်ရမည်ရေရရှိနိုင်သောနေရာလည်းဖြစ်ရမည်လေရင်များကောင်းစွာဆင်းသက်နိုင်မည်လေရင်ပြေးလန်းချောင်းတိဆောက်နိုင်သည့်နေရာလည်းဖြစ်ရမည်ဤကခံတက်တိဆောက်ရ၌မူအားဖြင့်ရှိရမည်အခြေခံ6ချက်သည်တို့ရတွင်ဤအခြေခံ6ချက်နှင့်ပြည့်စုံသောနေရာနတ်တို့ဖန်ရေကန်တင်ကြာတင်ဆိုတဲ့ကဲ့သို့ရှာဖွေတွေ့ရှိလိမ့်မည်မျှော်လင့်ထား၍ကောင်းမဖြစ် F ကကောင်းတော့လဲ W အတွက်အခက်ခဲတွေ့နိုင်သည်နော်ဒီတက်မှုများကိုခေါ်လိုက်ပြီးအလဲတွင် Rambling Dublin ကိုထောင်းလိုက် Tommy He ဟန်နဲ့ Brennan နဲ့ကျွန်တော်ဒီ Rambling ကိုဖြည့်ဖြည့်တောင်းရင်ခံတက်တည်ဆောင်မိနေအောင်မြေပုံများလေချောင်းဓာတ်ပုံများဖြင့်ညှိနှိုင်း၍ဆွေးနွေးဝေဖန်အကြံပေးကြသည်ကျွန်တော်ကနတ်ဖန်တွင်ခံတက်တည်ဆောင်မိနေရသောကျွန်တော်ကိုယ်တိုင်တွား၍ချိန်မိဖြစ်ကြောင်းတပတ်ခါနဲ့အာယုံတက်သည့်အချိန်မှာကျွန်တော်ပြန်ရောက်မလာရင်ကျွန်တော်လိုက်လံရှာဖွေနေကြမလို့တော့ကြောင်းတော်မီကတက်မှုဖြင့်ဆက်လက်အုပ်ချုပ်ရမည်ဖြစ်ကြောင်းတော်မီသည်ခံတက်တည်ဆောင်မိလုံးကိုဆက်လက်လုပ်ကင်သွားမည်ဖြစ်ကြောင်းဖြင့်ကျွန်တော်မှားကြားလာသည်အမှန်ဆိုရင်ကျွန်တော်ဒီလိုမှားကြားနေကြရမယ်မလို့အချိန်တိုင်းကျွန်တော်ပြန်မရောက်တဲ့တပြိုင်နက်တော်မီသည်ကျွန်တော်နေရာဆက်ခန်းကကျွန်တော်ရေစိုးခဲ့သောလောကိုဆက်၍လုပ်ရမည်သာဖြစ်နောက်တစ်နေ့နဲ့အာယုံမတက်မီလေတက်ဖို့ချက်စတီဘုံမှုမဖာဆန်နဲ့ခေါ်ရခါရဲဘော်3ယောက်တို့ခေါ်ကပရန်ကွမ်းမှာကျွန်တော်ထွက်လာခဲ့စူပေါ်တော့ဝါတော့တနိုင်ခန့်တိုး၍လာခဲ့ပြီးနောက်ယထာလန်းရှိရာခြိုက်ဝမ်းလှမ်း၍မြင်ရသောတောင်တလုံးပေါ်သို့ရောက်လာကြ၏တစ်ပင်များအကြားမှာမျှော်ကြည့်လိုက်တော့ကနန်ရန်နှင့်နန်ကွင်းချောင်းနှစ်ခုကြားတွင်နွားလက်ဖို့တဲ့မမအိတ်တရှိနေသောတောင်ကုန်းတွေ့ရ၏ကျွန်တော်တို့ခန့်တက်ဆောင်ရရွေးချယ်ထားသောနေရာတွေကျမတို့ KQ Channel ကို Subscribe လုပ်ရတယ်ဆိုရင် Subscribe နှိပ်ထားပေးပြီးဗီဒီယိုအသစ်တင်တိုင်းသိရအောင် Notification ခေါင်းလို့လည်းနှိပ်ခဲ့ပေးရပါအောင်ရှင်